ဒီတော့ပိဋကပေါင်းတော်ကောင်းတို့ကိုဒီကနေ့ညဦးဇင်းတို့ဗာတရားဟောမှလဲဆိုလို့ရှိရင်ခုတကနိကေဓမ္မပဒပါဠိတော်သဟတဝက်မှာလာရှိတဲ့ကုံတလကီတိထေရီမကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူခဲ့တဲ့တရားဂါထာနှစ်ပုဒ်ရှိပါတယ်။အဲ့ဒီတရားဂါထာနှစ်ပုဒ်ထဲကပထမဂါထာကိုအခြေခံပြီးတော့ဗမာလိုခေါင်းစဉ်လေးပေးပြီးတော့ဟောပါမယ်။တရားခေါင်းစည်းကစကားတို့ဤအစွမ်းနဲ့ဘိတ္တရေပြောကြည့်ပါဦးဗျာစကားတို့ဤအစွမ်းနဲ့နေတိုင်းမိမိရဲ့နှုတ်ကစကားတွေမပြောမဖြစ်ပြောနေကြရတယ်မိမိတို့ရဲ့နားတွေကိုလည်းပဲသူတစ်ပါးရဲ့နှုတ်ကစကားသံတွေဟာနားမထောင်လို့မရခြင်းရလောက်အောင်ကြားနေရတယ်မပြောခြင်းလို့မဖြစ်တဲ့စကားမကြားခြင်းလို့လည်းမရတဲ့စကားဒီစကားတွေမှာအစွမ်းတတ္တိရှိပါတယ်တဲ့အစွမ်းတတ္တိရှိတာမှနည်းနည်းနောရှိတာမဟုတ်ဘူးအများကြီးရှိတယ်တရားဓမ္မတို့ဦးဇင်းတို့ရဲ့နှုတ်ကထွက်နေတဲ့စကားသံတရားဓမ္မတို့ဦးဇင်းတို့နားတဲ့ကိုရောက်နေတဲ့စကားသံတွေမှာအစွမ်းတတ္တိတွေအကြီးကြီးရှိနေတယ်ဆိုတဲ့ဘက်မှာလည်းပဲအင်မတန်ဆိုးဝါးတဲ့အခြေအနေထိရောက်သွားနိုင်တဲ့အစွမ်းတတ္တိရှိတယ်ကောင်းတဲ့ဘက်မှာလည်းပဲအင်မတန်ကောင်းတဲ့ဘက်ထိရောက်သွားနိုင်တဲ့အစွမ်းတတ္တိတွေရှိပါတယ်ဆိုးတာမှာဘယ်လောက်ထိဆိုးနိုင်လဲဆိုလို့ရှိရင်ဘဝတန်တရားမှာအဝေစီငရဲဟာအကြီးကျယ်ဆုံးသောဆင်းရဲလို့ကြားဘူးတယ်မဟုတ်လားသိဆိုးတဲ့စကားတွေကိုပြောရင်အဲ့ဒါလိုအဝေစီငရဲကြီးကိုတောင်ရောက်သွားစေနိုင်တယ်သိဆိုးတဲ့စကားသံတွေကိုနားထောင်မိရင်လည်းပဲအခက်မသိရင်ရောက်သွားနိုင်တယ်အဲ့ဒီတော့စကားတွေမှာပြစ္ဆုတ်ပံလည်းပဲဆင်းရဲစေနိုင်တဲ့အစွမ်းတန်တရားမှာလည်းဆင်းရဲစေနိုင်တဲ့အစွမ်းနောက်ဆုံးအဆင်းရဲဆုံးလို့ဆိုရတဲ့ငရဲကိုတောင်ပို့နိုင်တဲ့အစွမ်းရှိတယ်ဒီဘဝမှာရင်ကိုပဲမိမိရဲ့စကားတခွန်းကြောင့်အသက်ပေးဆက်ရသည့်အထိအသက်သေးဆုံးသည့်အထိဆုံးရှုံးနေနာကြတဲ့ပုဂ္ဂိုလ်တွေမတွေ့ဘူးလားတွေ့ဘူးတယ်ဆိုတဲ့ဘက်မှာအာနာကုံအောင်ဆိုးနိုင်တယ်စကားတွေမှာအဲ့ဒါလိုဆိုးတဲ့ဘက်ကိုတွန်းပို့နိုင်တဲ့အစွမ်းတတ္တိရှိကိုရှိနေတယ်အဲ့ဒါလိုပဲကောင်းတဲ့ဘက်မှာလည်းပဲနောက်ဆုံးနိဗ္ဗာန်ချမ်းသာရသည့်အထိပြောတတ်မယ်ဆိုလို့ရှိရင်စကားတွေဟာနိဗ္ဗာန်ရသည့်အထိပို့ဆောင်နိုင်စွမ်းရှိတယ်နားထောင်တတ်မယ်ဆိုရင်လည်းပဲစကားတွေဟာနိဗ္ဗာန်ချမ်းသာရသည့်အထိပို့ဆောင်နိုင်စွမ်းရှိတယ်ကောင်းတဲ့ဘက်မှာလည်းပဲအင်မတန်စွမ်းပါတယ်အဲ့ဒါလို့ဆိုးတဲ့ဘက်မှာလည်းပဲအင်မတန်စွမ်းပါတယ်အဲ့ဒါလို့အစွမ်းတတ္တိကြီးကျယ်တဲ့စကားမိမိတို့ရဲ့နှုတ်ကအမြဲတမ်းပြောနေတယ်မိမိတို့ရဲ့နားတဲ့ကိုလည်းပဲအမြဲတမ်းစည်းဝင်နေတယ်ဒီလောက်အရေးကြီးတဲ့ဒီလောက်အရာကျယ်တဲ့အဓိကကျတဲ့စကားနော်ဒီစကားနဲ့ပတ်သက်ပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့ဘယ်လိုပြောကြမလဲဒီစကားသံတွေကိုတို့ဘယ်လိုနားထောင်ကြမလဲဆိုတဲ့အပိုင်းကလေးဦးဇင်းတို့ဒီကနေ့ညဟိုတရားကိုအတူချုပ်လိုက်မယ်ဆိုရင်လည်းပဲစကားဘယ်လိုပြောကြမလဲစကားသံတွေကိုဘယ်လိုနားထောင်ကြမလဲဒီနှစ်ပိုင်းလေးပါဟုတ်လားတရားရဲ့အနှစ်ချုပ်ကစကားဘယ်လိုပြောကြမှာလဲစကားပြောတတ်ကြပြီလားဟုတ်လားစကားကိုဘယ်လိုနားထောင်ကြမှာလဲနားထောင်တတ်ပြီလားကြားလိုက်ရုံနဲ့နားထောင်တဲ့တာဝန်ပြီးသွားပြီလားစဉ်းစားစရာလေးတွေပြောမှာပါနော်ဒကာကြီးမိုင်များဟုတ်လားအဲ့ဒါလိုလောကီလောကုတ္တရာကောင်းဆိုးနှစ်တန်အမျိုးမျိုးသောကောင်းကျိုးဆိုးကျိုးတွေကိုပေးနိုင်စွမ်းတဲ့စကားတွေရဲ့အစွမ်းတတ္တိနဲ့ပတ်သက်ပြီးတော့ဒီကနေ့ညပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ပြောမှာဖြစ်တဲ့အတွက်ကြောင့်တရားကောင်းစီကိုစကားတို့ဤအစွမ်းတဲ့ဟုတ်လားနာယူကြည်ညိုကြရအောင်တရားမနာသေးခင်မှာမြတ်စွာဘုရားကိုရှ िख ိုးပူဇော်ကြောကြအောင်စို့ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုဒ
ဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥကလေးချီထားကြကရုဏာတိတလဟရယပညာပေဇောတဝိဟတမောဟတမံသနရမရလောကကရုဏိတုကတံဂတိဝိမု တံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသနရမရလောကကရုလူနှင့်မြမတတ္တဝါနန္ဒတို့၏ကြောင့်ဒီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု တံဒေဝမနုဿာနိရယနှင့်ပေတတလိษံလာရရှိငါတန်သောဂတိတို့မှလေအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူဝတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်စွာတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမှာကာယဝစီမနောချီ၍သုံးနေဓာရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားစကားတို့ဤအစွမ်းတဲ့စတင်ပြီးတော့နာယူကျင်ကြကြရအောင်ဗျာယောဇဂါထာတတံပါတိအနတ္တပရသင်္ညိတာဧကံဓမ္မပရံတိယောယံသုတ္တဝါဥပသမတိယောအကျင့်ပုဂ္ဂိုလ်သည်အနတ္တပရသင်္ညိတာအကျိုးမဲ့ခြင်းနဲ့ဆက်ရှင်သောဂါထာတတံတရားသောဂါထာတို့ကိုစေပါတိယအကယ်၍ပြောဆိုစေကားမူနတိယောမမြတ်တိသာတိလူတယောက်စကားတက်လွန်လို့ပြောလိုက်တာစကားတွေရာထောင်ချီပြီးတော့စာထဲမှာတော့ဂါထာတတံတရားသောဂါထာတွေတဲ့စကားတွေအများကြီးပြောတာပေါ့ဒါပေမဲ့စကားတွေများပြီမလို့အဲ့ဒီစကားတွေကိုအနှစ်ချကြည့်လိုက်တော့အနတ္တပရသင်္ညိတံတဲ့ဘာအကျိုးကျေးဇူးမှမရှိဘူးအကျိုးမဲ့ခြင်းနဲ့ဆက်ရှင်တော်တဲ့သူပြောလိုက်တဲ့စကားကြောင့်သူ့ပဲအကျိုးမဲ့သွားတယ်နားထောင်တဲ့သူပဲအကျိုးမဲ့သွားတယ်အဲ့ဒါလို့အကျိုးမဲ့ခြင်းနဲ့ဆက်ရှင်တဲ့စကားတွေဖြစ်နေမယ်ဆိုရင်တော့ဂါထာပေါင်း100လောက်တက်လွန်းလို့ပြောနေစေကမူအဲ့ဒါမမြတ်ပါဘူးတဲ့မမြတ်ဘူးဆိုတော့ပေးတတ်ရင်အဓိပ္ပာယ်က2မျိုးထွက်တယ်မမြတ်ဘူးဆိုတော့ယုံညံ့တယ်လို့လည်းအဓိပ္ပာယ်ထွက်တယ်ရှုံးတယ်လို့လည်းအဓိပ္ပာယ်ထွက်တယ်ဟုတ်လားမြတ်တယ်ဆိုရင်တော့မြင့်မြတ်တယ်လို့လည်းအဓိပ္ပာယ်ထွက်တယ်နိုင်တယ်အသာရတယ်လို့လည်းအဓိပ္ပာယ်မထွက်ဘူးလားထွက်တယ်စကားတွေရာထောင်ချီပြီးတော့ပြောပင်ပြောနေတော့လည်းပဲအကျိုးမရှိတဲ့စကားတွေအကျိုးမဲ့ခြင်းနဲ့ဆက်ရှင်တဲ့စကားတွေဖြစ်နေမယ်ဆိုရင်တော့အဲ့ဒါမမြတ်ပါဘူးတဲ့ဝါရှုံးပါတယ်ဟုတ်လားယောဇအကျင့်ပုဂ္ဂိုလ်ကတော့ယံကျင်စကားကိုသုတ္တဝါနားထောင်ရသည်ရှိသောဥပသမတိငြိမ်အေးစေ၏စကားကနောက်တစ်မျိုးပြောကြည့်တယ်နားထောင်လိုက်ရရင်စိတ်ထဲမှာနှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့ဖြစ်ပေါ်နေတဲ့အလိုဆန္ဒတွေဖြစ်ပေါ်နေတဲ့မကျေနပ်မှုတွေငြိမ်လို့စိတ်ထဲမှာအေးချမ်းမှုကိုဖြစ်စေတဲ့စကားအဲ့ဒါလိုစကားမျိုးဆိုရင်တော့တဲ့ဧကံဓမ္မပဒံအဲ့ဒီလိုစကားမျိုးဆိုရင်တော့တခွန်းလေးပင်ဖြစ်စေကမူသေရောမြတ်ပြီတဲ့စကားတို့ရဲ့အကြီးအသေးကိုမြတ်စွာဘုရားအကဲဖြတ်ပြတယ်စကားတွေရာထောင်ချီပြီးတော့ပြောတော်လည်းပဲအကျိုးမရှိတဲ့စကားတွေဆိုရင်တော့ပြောတဲ့သူရောနားထောင်ရတဲ့သူရောမမြတ်ပါဘူးဟုတ်လားတခွန်းလေးပင်ဖြစ်စေကမူကြားလိုက်ရလို့ပြောတဲ့သူရောနားထောင်ရတဲ့သူရော
နှလုံးစိတ်ဝမ်းအေးချမ်းသွားစေတယ်ဆိုရင်တော့အဲ့ဒီတခွန်းလေးသောစကားကိုပြောရတဲ့ပုဂ္ဂိုလ်ဟာကြားရတဲ့ပုဂ္ဂိုလ်ဟာမြတ်တယ်တဲ့ဟုတ်လားဒကာကြီးမိုင်များအေးဒါကြောင့်ဦးဇင်းတို့ကဒီဂါထာလေးမှာပါတဲ့စကားနဲ့ပတ်သက်တဲ့အယူဆလေးကိုအခြေခံပြီးတော့စကားတွေအမြဲတမ်းပြောနေကြအမြဲတမ်းကြားနေတာမပြောခြင်းလို့လည်းမရဘူးပိဋကရဲ့စကားမပြောတဲ့နေ့လို့ရှိလားနားမထောင်ခြင်းလို့လည်းမရဘူးမကြားရတဲ့နေ့လို့ရှိလားမရှိဘူးအမြဲတမ်းပြောနေရတယ်အမြဲတမ်းနားထောင်နေရတယ်ကိုယ့်ဘဝမှာအင်မတန်အရေးပါတဲ့ကိစ္စကြီးတစ်ခုလို့သဘောပေါက်ပြီးတော့တို့စကားကိုဘယ်လိုပြောကြမလဲတို့စကားကိုဘယ်လိုနားထောင်ကြမလဲဒီအပိုင်းကလေးနှစ်ပိုင်းပြောသွားမယ်ဟုတ်လားတရားရဲ့ပထမပိုင်းကိုတို့စကားဘယ်လိုပြောကြမလဲတစုံတစ်ယောက်ကများခမည်းတော်စကားပြောတတ်ပြီလားလို့မေးရင်ဟာ2နှစ်ခွဲ3နှစ်သားလောက်တည်းကစကားတတ်တာလို့ပြောကောင်းပြောလိမ့်မယ်နော်တကယ်စင်စစ်စကားကိုကောင်းကောင်းမပြောတတ်ကြသေးတဲ့ပုဂ္ဂိုလ်တွေများတယ်မပြောတတ်လို့မှုမိမိပြောလိုက်တဲ့စကားကြောင့်တအုပ်နှွေးတွေးပြီးတော့ပြောမိမှားလေခြင်းလို့နောင်တတွေနဲ့ပူလောင်ရတဲ့အချိန်ကာလပေါင်းများစွာရှိခဲ့ပြီကိုပြောလိုက်တဲ့စကားကြောင့်တစ်ဖက်သူမှာမခံမရနိုင်ဖြစ်ပြီးတော့ဆင်းရဲသွားခဲ့တဲ့အချိန်ပေါင်းလည်းများလာပြီအဲ့ဒါလိုမိမိသူတစ်ပါးနှစ်ဦးသာဆင်းရဲသွားတာဟာစကားပြောတတ်လို့လားမပြောတတ်လို့လားမပြောတတ်လို့ဗျစကားအပြောတတ်ဆုံးပုဂ္ဂိုလ်ဟာမြတ်စွာဘုရားပဲသူကတ္တဆိုတဲ့ဂုဏ်တော်ရှိတယ်မို့လားကြည့်တယ်နော်အဲ့ဒါမြတ်စွာဘုရားဟာလောကကြီးမှာစကားပြောတဲ့နေရာမှာအကျွမ်းကျင်ဆုံးအလိမ္မာဆုံးလို့အဲ့ဒါလိုအဓိပ္ပာယ်တစ်မျိုးထွက်တယ်ဟုတ်ရဲ့လားဒါကြောင့်ဘေးသားပေါင်းသူတော်ကောင်းတို့ရုပ်ချောနဲ့အပြောကောင်းတွင်အပြောကောင်းကိုပိုချစ်ကြသည်ဆိုတဲ့စကားကိုကြားဘူးလားအေးအပြောကောင်းတယ်ဆိုတာပတ်ကျွမ်းနဲ့ကျွမ်းနဲ့နားထောင်ကောင်းအောင်ပလီပလာလျှောက်ပြောတာကိုဆိုလိုတာမဟုတ်ဘူးအပြောကောင်းတယ်ဆိုတာဘာလဲဆိုလို့ရှိရင်ပြောလိုက်ရတဲ့ကာယကံရှင်မာယောနားထောင်လိုက်ရတဲ့ပုဂ္ဂိုလ်မာယောအကျိုးမမဲ့ပဲနဲ့ဒီစကားကြောင့်အကျိုးရှိပြီးတော့ချမ်းသာသွားစေတဲ့စကားမျိုးကိုပြောတတ်ဆိုတတ်တာဟုတ်လားဦးဇင်းတို့တိတိကျကျပြောရမယ်ဆိုရင်စကားဘယ်လိုပြောကြမလဲဆိုတဲ့မေးခွန်းကိုအတူဆုံးဖြေပြမယ်ဗျာမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုတိတိကျကျနားထောင်နော်မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကိုကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ပိဋကရဲ့ဒါကိုပြန်ပြီးတော့အလွတ်ရအောင်ဆိုပြရမယ်ဗျာမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကိုကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ဒါမြတ်စွာဘုရားရဲ့အလိုဆန္ဒပဲစကားကောင်းဆိုတာဒီအင်္ဂါဒီပေဒံနေနဲ့တိုင်းရတာဟုတ်လားနောက်တစ်ခေါက်ပြန်ပြောမယ်စကားကောင်းပြောတယ်ဆိုတာဘာလဲလို့မေးရင်မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကိုကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ဦးဇင်းနဲ့အတူတူလိုက်ပြီးတော့ဆိုကြည့်စမ်းပါမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကိုကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်အဲ့ဒါအပြောကောင်းရဲ့လိုအပ်တဲ့အင်္ဂါတွေပဲဟုတ်လားဒါကြောင့်တို့စကားဘယ်လိုပြောရမှာလဲလို့မေးရင်ဒီအင်္ဂါ၅ချက်နဲ့ညီအောင်ပြောရမယ်ကိုပြောတဲ့စကားဟာအကျိုးရှိရမယ်မှန်ရမယ်အချိန်အခါကိုကြည့်ပြီးတော့ပြောတဲ့မပြောတဲ့ချင့်ချိန်ပြီးတော့ဟုတ်လားပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်အဲ့ဒါဆိုလို့ရှိရင်အပြောကောင်းတဲ့လူတစ်ယောက်သေချာပေါက်ဖြစ်မယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကရှင်ရာဟုလာကိုဟောထားတာရှိတယ်စကားကိုဘယ်လိုပြောရမှာလဲဆိုတော့စိတ်သားရာဟုလာတဲ့မှန်ဟာဘာအကျိုးရှိလဲကြည်ရှုဆင်ခြင်ရခြင်းအကျိုးရှိပါတယ်ဖေဟာအေးအဲ့ဒါလိုပဲတဲ့ကြည်ရှုဆင်ခြင်၍ပြောဆိုရ၏ငါပြောလိုက်တဲ့စကားကြောင့်အကျိုးမဲ့လေသလားသူ့အတွက်အကျိုးမဲ့လေသလားလို့မပြောခင်မှာစဉ်းစားရပြောနေစေမှာစဉ်းစားရမယ်
ပြောပြီးတဲ့နောက်လည်းပြန်ပြီးတော့စဉ်းစားရမယ်ဆင်ញင်ပြီးတော့ပြောရမယ်စကားကိုအယံကာယောကြီးမပြောရဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကဝတ္တကာရပုံနာဆိုတာဒီပိဋကကြီးကြားဖို့ပါတယ်နော်ဗိမိတာရမင်းကြီးရဲ့အမတ်ချုပ်ကြီးလေနောက်တော့အဇာတတမင်းကြီးရဲ့အမတ်ချုပ်ဖြစ်လာတာဟုတ်လားအဲ့ဒီအမတ်ကြီးကမြတ်စွာဘုရားဒီရောက်တော့သူကစကားနဲ့ပတ်သက်တဲ့အယူဆလေးတစ်ခုမြတ်စွာဘုရားကိုလျှောက်တယ်ဘယ်နဲ့လျှောက်လဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်မှာအယူဆလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့လူတိုင်းဟာမြင်ရင်မြင်တဲ့အတိုင်းကြားရင်ကြားတဲ့အတိုင်းတွေ့ရင်တွေ့တဲ့အတိုင်းသိရင်သိတဲ့အတိုင်းပြောဆိုသင့်တယ်လို့တပည့်တော်ယုံကြည်တယ်တဲ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအဲ့ဒီစကားကိုလက်မခံဘူးသူစကားကရုပ်တရက်ကြည့်ရင်တော့လက်ခံခြင်းစရာကောင်းတယ်နော်မြင်ရင်မြင်တဲ့အတိုင်းကြားရင်ကြားတဲ့အတိုင်းတွေ့ရင်တွေ့တဲ့အတိုင်းသိရင်သိတဲ့အတိုင်းပြောသင့်တယ်လို့တပည့်တော်ယုံကြည်တယ်တဲ့အပေါ်ယံကြည့်ရင်တော့သဘောကျစရာပဲဒါပေမဲ့မြတ်စွာဘုရားလက်ခံလားလက်မခံဘူးတကားကြီးတဲ့မြင်တဲ့အတိုင်းကြားတဲ့အတိုင်းသိတဲ့အတိုင်းတွေ့တဲ့အတိုင်းပြောလို့အကုသိုလ်တွေတိုးပြီးတော့ကုသိုလ်တွေနည်းသွားမယ်ဆိုရင်အဲ့ဒါမပြောသင့်ဘူးလို့ငါယူဆတယ်တဲ့ပိဋကကြီးမြတ်စွာဘုရားဆိုတော့ဘလို့မှအပိုလိုမရှိအကြားအပေါက်မရှိဒါပြောလိုက်တာမြတ်စွာဘုရားရဲ့အယူဆကတော့ဘလို့မှစောရကတက်เสียမရှိဘူးနော်မြင်တဲ့အတိုင်းကြားတဲ့အတိုင်းသိတဲ့အတိုင်းတွေ့တဲ့အတိုင်းမပြောလို့အကုသိုလ်တွေများပြီးတော့ကုသိုလ်တွေရော့သွားမယ်ဆိုလို့ရှိရင်အဲ့ဒါပြောသင့်တယ်တဲ့ဆိုလိုတာကစကားပြောတော့မယ်ဆိုလို့ရှိရင်ရှေ့နောက်ချင့်ချိန်ပြီးတော့အကျိုးရှိမှပြောရမယ်မြင်တိုင်းပြောလို့မဖြစ်ဘူးကြားတိုင်းပြောလို့မဖြစ်ဘူးတွေ့တိုင်းသိတိုင်းအယံကာယောကြီးစွတ်ပြောလို့မရဘူးဟုတ်လားမြတ်စွာဘုရားရဲ့အယူဆကပါလေမြင်တဲ့အတိုင်းသိတဲ့အတိုင်းကြားတဲ့အတိုင်းပြောလို့အကျိုးရှိမယ်ဆိုရင်ပြောအကျိုးမရှိဘူးဆိုရင်မပြောနဲ့အဲ့ဒါလို့မချင်းချင်းပဲနဲ့မြင်တဲ့အတိုင်းသိတဲ့အတိုင်းစွတ်ပြောလို့ဒုက္ခရောက်ကြတဲ့တာရကတွေရှေးတုန်းကလည်းရှိခဲ့တယ်အခုလည်းရှိတယ်နောင်လည်းရှိမှာပဲဇာတကမှာလာတဲ့အဖြစ်အပျက်လေးတစ်ခုပြောပြမယ်မြင်တဲ့အတိုင်းသိတဲ့အတိုင်းတွေ့တဲ့အတိုင်းပြောလို့တနည်းအားဖြင့်အမှန်အတိုင်းပြောလို့ဒုက္ခရောက်ပုံကလေးရှေးတုန်းကပုံနာဇနီးမောင်နှံ2ယောက်ရှိတယ်သားသမီးမထွန်းကားဘူးအဲ့ဒီတော့ကျက်တူရွေးလေးညီနောင်အင်မတန်လိမ်မာတဲ့ကျက်တူရွေးလေးညီနောင်အိမ်မှာသားအဖြစ်မွေးထားတယ်တနေ့တော့ပုံနာကြီးကခရီးထွက်ခါနေပုံလေးမကြီးကိုစိတ်မချဘူးစိတ်မချတော့ကျက်တူရွေးလေး2ကောင်ကိုအနာခေါ်ငါသားတို့လာအောင်အဖေခရီးထွက်မယ်အဖေမရှိတဲ့အချိန်မှာမင်းတို့အမေဘလို့နေတယ်လဲဆိုတာစောင့်ကြည့်ရကြလို့မှာခဲ့တာအဲ့ဒီလိုမှာပြီးတော့ပုံနာကြီးခရီးထွက်သွားရောပုံနာကြီးစိတ်မချမယ်ဆိုရင်လည်းစိတ်မချစရာပဲသူထွက်သွားတဲ့နေ့ကစပြီးတော့ပုံလေးမကြီးဟာတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတယ်တဲ့အဲ့ဒါကိုကျက်တူရေးလေးညီနောင်ကသူတို့နေတဲ့နေရာကနေအတိုင်းသာသိနေတာမြင်နေတာအဲ့ဒါညီဖြစ်တဲ့ကျက်တူရေးကပြောချင်တာတအားပဲအကိုကြီးကျွန်တော်တော့မနေနိုင်တော့ဘူးသွားပြောတော့မယ်ငါညီမပြောနဲ့ဒါပြောတဲ့ကိစ္စမဟုတ်ဘူးအကိုကြီးကဖះလောင်းတားတယ်ဗျာဒါပေမဲ့လို့တားလို့မရဘူးဦးဇင်းကစဉ်းစားကြည့်တယ်ဩပြောခြင်းပြီဆိုရင်တားလို့မရဘူးဆိုတာလေတကယ်ဟုတ်တယ်နော်တခါတလေပြောခြင်းလုံးအားကြီးလာပြီဆိုဘယ်သူမှတားလို့မရဘူးအဲ့ဒါကတရွရွစိတ်ထဲမှာပိုးထိုးသလိုဖြစ်နေတာစကားကသိပ်ပြောခြင်းလာရင်တားလို့ရသလားမရဘူးအဲ့ဒါနဲ့အဲ့ဒီကျက်တူရွေးလေးကအဲ့ဒီပုံလေးမကြီးတည်သွားပြီးတော့အမေခမရဒီလိုလုပ်တာကောင်းလားအမှန်ဆိုဒီလိုမလုပ်သင့်ဘူးကျုပ်ကပုံနာကြီးကမှားထားခဲ့တယ်ဘာကြောင့်ဒီလိုလုပ်ရသလဲလို့သွားပြီးတော့ပြောတာအဲ့ဒီလိုပြောတော့ပုံလေးမကြီးကလန့်သွားတယ်ဟာဒီကောင်သိသွားပြီဒီကောင်သိလို့မဖြစ်ဘူးအဲ့ဒီမှာပုံလေးမကြီးကမျက်နှာချူလေးတတ်ပြီးတော့လူဆိုတော့လဲတာပေါ့လေဟုတ်လားငါသားပြောမှအမေသိရတယ်အမေကိုဆုံးမဖို့ရပါပြီတဲ့ကျေးဇူးတင်လိုက်တာလာစမ်းပါအောင်လိမ်မာလိုက်တဲ့ငါသားလေးအမေနားလာစမ်းပါအောင်ချော့ခေါ်တာအဲ့ဒါအဟုတ်မှလို့သူနားလဲရောက်လာရောဖြတ်ခနဲဆိုဆွဲပြီးတော့လေဘင်းကိုတခါတည်းလိန်ချိုးလိုက်တယ်ကိုဟာကိုအသာမနေနိုင်တဲ့အကောင်မြင်မြင်ကမြတွေ့တွေ့မြပြောခြင်းတဲ့အကောင်မင်းဒီလိုသေးတာပဲအေးတယ်ဆိုပြီးတော့
အဲ့ဒီကျက်တူရေးလေးကိုမိကြီးခဲတွေရှိတဲ့ပြာဘူးတဲ့ထိုးသိပ်ထားလိုက်တယ်အဲ့ဒါကိုအစအဆုံးဘုရားလောင်းကမြင်နေတယ်ဘာမှမပြောဘူးရင်ကုန်နှုတ်ပိတ်စိတ်စိတ်ပဲအဲ့ဒါနောက်တော့ပုံနာကြီးပြန်လာတယ်ပုံနာကြီးပြန်လာတော့ပုံနာကြီးကလည်းပဲကျက်တူရေးလေးနှစ်ကောင်ရှိမရှိတောင်မှစုံအောင်မကြည့်နိုင်ဘူးငါသားမင်းမေဘလို့နေတော့ဒါအရင်တမ်းမေးတယ်မေးတော့ဘုရားလောင်းကအဖေတဲ့မြင်တာကိုမြင်တဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းပြောမိလို့ကျုပ်ညီကတော့ပြာဘူးထဲမှာသေပြီတဲ့မြင်တာကိုမြင်တဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်းစားမစင်ကျင်ပဲနဲ့အယံကာရောရွှတ်ရွှတ်ပြောတဲ့လူဟာအဲ့ဒီကျက်တူရေးသေတယ်လို့သေရတတ်တယ်တဲ့အဲ့ဒါလိုလဲပြောပြီးရောဟိမန္တာကိုပြန်သွားတယ်နောက်တစ်ခါမှပြန်မလာတော့ဘူးတဲ့တပိဿပေါင်းသူတော်ကောင်းတို့စဉ်းစားတဲ့အရာကတချို့ပုဂ္ဂိုလ်တွေရှိတယ်လေတို့ကတော့မြင်ရင်မြင်တဲ့အတိုင်းပြောရမှာပဲတွေ့တဲ့အတိုင်းပြောရမှာပဲသိတဲ့အတိုင်းပြောရမှာပဲတို့ကတော့ရှင်းရှင်းပွင့်ပွင့်ပဲဆိုတဲ့လူတွေသတိထားเสียပေါ့ဟုတ်လားတခါကြီးမိုက်မြအေးမြင်တိုင်းပြောလို့ဖြစ်ပါသလားကြားတိုင်းပြောလို့ဖြစ်ပါသလားသိတိုင်းပြောလို့မဖြစ်ပါဘူးအကျိုးရှိမရှိဆိုတာကိုစဉ်းစားရသေးတယ်အခွင့်အခါကိုကြည့်တယ်ဆိုတာအဲ့ဒါပဲဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့သုတ်တန်လေးတစ်ခုရှိတယ်သီလမရှိတဲ့လူရဲ့ရှေ့မှာသီလအကြောင်းတွေသွားပြောရင်နားခါတယ်တဲ့စကားကတော့ကောင်းပါရဲ့နားထောင်တဲ့လူကညံ့နေတော့အဲ့ဒါဒုက္ကထဆိုတဲ့မကောင်းတဲ့စကားဖြစ်တယ်ဟုတ်လားတရားတရားမရှိတဲ့လူရှိမှတရားတရားနဲ့ပတ်သက်တဲ့စကားတွေသွားပြောရင်မကြားခြင်းဘူးမပြောရဘူးနော်အဲ့ဒါလိုပဲတရားသီလသုဒ္ဓဘဟုသုဒ္ဓမရှိတဲ့လူရှိမှဘဟုသုဒ္ဓအကြောင်းတွေသွားမပြောနဲ့အဲ့ဒီလူမကြားခြင်းနော်နှမျောတဲ့လူရဲ့ရှေ့မှာလှူတရားတန်းတရားအကြောင်းသွားမပြောနဲ့အဲ့ဒါမကြားခြင်းပညာမရှိတဲ့လူရှေ့မှာပညာအကြောင်းသွားမပြောနဲ့အဲ့ဒါမကြားခြင်းစကားကကောင်းမိမယ်လို့နားထောင်မဲ့ပုဂ္ဂိုလ်ကခန္ဓာရည်မရှိတော့ကောင်းသောစကားသည်ပင်လျင်မကောင်းသောစကားဖြစ်ရတယ်ဒါကြောင့်ဘေးသားပေါင်းသူတော်ကောင်းတို့စကားပြောရမယ်ဆိုရင်ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောပါဘေးသားဘာကိုကြည့်ပြောရမလဲပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောငါပြောမဲ့စကားဟာဒီလူအတွက်အကျိုးရှိနိုင်လားအကျိုးမရှိနိုင်လားဒီလူစိတ်တူမာလားဒါတွေကိုမကြည့်သင့်ဘူးလားကြည့်သင့်တာပေါ့ဗျဟုတ်လားကိုကတကယ်သူ့ကိုကောင်းစေခြင်းနဲ့စေတနာနဲ့ပြောယူမှန်ရင်သူ့အတွက်ကောင်းမသွားနိုင်ဘူးဆိုရင်ဘာကိစ္စနဲ့ဆက်ပြောနေမှာလဲတချို့ကကောင်းတဲ့စကားတွေကိုပြောတာပဲဆိုပြီးတော့စေတနာကသိမ့်မမှန်ဘူးတမားကုံပြကျင်တာနဲ့ဆွတ်ဆွတ်ပြောနေတာအဲ့ဒါတစ်ဖက်ကလက်မခံဘူးနော်ဒကာကြီးဒီမိုင်မြဒါကြောင့်စကားပြောတော့မယ်ဆိုရင်ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောပြီးတော့ကာလကိုကြည့်ပြီးတော့ပြောတဲ့ပြောတိုက်တဲ့အချိန်ကာလဟုတ်ရဲ့လားအချိန်ကာလကိုမကြည့်ဘဲနဲ့မစောင့်နိုင်မဲမအောင်နိုင်မဲနဲ့ပြောခြင်းရင်ရမ်းပြီးတော့ပြောလိုက်တယ်ဆိုရင်လည်းဒုက္ခရောက်တတ်တယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဇတ်တော်လေးတစ်ခုပြောပြအောင်မယ်ဒီကနေ့တော့ဦးဇင်းကပိဿပေါင်းသူတော်ကောင်းတို့စကားနဲ့ပတ်သက်ပြီးတော့အကျိုးအပြစ်ကလေးတွေကိုများများပြောမှာဆိုတော့ပုံမြင်လေးတွေဇက်လန်းလေးတွေများများပါမယ်လို့ထင်တယ်ဟုတ်လားတခါတုန်းကတဲ့ရှင်မင်းကြီးတစ်ပါးရှိတယ်ပြောခြင်းရင်အချိန်ကိုမစောင့်နိုင်ဘူးမအောင်နိုင်ဘူးဇွတ်ပြောတာအဲ့ဒါဘုရားလောင်းပရောဟိတ်အမတ်ကြီးကဆုံးမခြင်းတယ်ဒါပေမဲ့အခါအခွင့်ကမတင်ဘူးဖြစ်နေတယ်အဲ့ဒါဒီနေ့တော့အဲ့ဒီရှင်မင်းကဘုရားလောင်းမှုရှိတဲ့မူမဘူပါသေနာပတိတွေနဲ့တကွဥယျင်ထွက်ပြီးတော့အပန်းဖြေတယ်ဥယျင်တော်မှာသေယပင်ကြီးတစ်ပင်ရှိတယ်အဲ့ဒီသေယပင်ကြီးအောက်မှာကြောက်ဖြာကြီးရှိတယ်အဲ့ဒီကြောက်ဖြာကြီးပေါ်မှာထိုင်ပြီးတော့အပန်းဖြေနေတာအဲ့ဒီအချိန်မှာပဲသေယပင်ပေါ်ကနေပြီးတော့သွေးတန်ရဲရဲနဲ့အုပ်အောငှက်အသေးကလေးတစ်ကောင်အောက်ကိုပြုတ်ကျလာတယ်ဘယင်ခြေရင်းကိုပဲတိုက်တိုက်ဆိုင်ဆိုင်ပြုတ်ကျလာတာရှိကြည့်လိုက်တော့အသက်ကမရှိတော့အဲ့ဒီမှာရှင်ဘုရင်ကဘုရားလောင်းပရောဟိတ်အမတ်ကိုမေးတယ်အမတ်ကြီးဒါဘလို့ဖြစ်တာတော့ဘုရားလောင်းဆိုတော့ဉာဏ်ရှိတယ်အပေါ်မော့ကြည့်တယ်ကြီးတိုက်ကြီးတွေ့တယ်ဘယ်နဲ့ကြောင့်ကြီးတိုက်ကနေအုပ်အောပြုတ်ကျလာရလဲတွေးကြည့်တယ်ပညာရှိတို့ရဲ့အတွေးဟာပြေးကြည့်တာတဲ့မှန်တယ်ဘုရင်မင်းတရားတဲ့အဲ့ဒီပေါ်မှာကြီးတိုက်ရှိတယ်။အိုဩမတွေဟာသူတို့ရဲ့ဥကိုသူတို့အတိုက်ထဲမှာသူတို့မဥဘဲနဲ့ကြီးတိုက်တွေထဲမှာဥတဲ့သဘောရှိတယ်။အဲ့ဒါကြီးမကလည်းသူ့ဥတွေနဲ့အတူတူပဲဆိုတော့သူ့ဥတွေထင်ပြီးတော့ဝတ်ပေးတယ်။
အကောင်ပေါက်တော့လဲအိုအိုလေးတွေကမဲကြီးတွေကလည်းမဲမသိအဲ့ဒီလိုနဲ့အစာရှာကျွေးတော့လဲမသိအဲ့ဒါဒီအိုအောငှက်သေးလေးကငယ်လေးကအချိန်မကြဘဲနဲ့အုတ်ဩသံမြည်လိုက်တော့ကြီးမကဒါငါသားမဟုတ်ဘူးလို့သိပြီးတော့အဲ့ဒါနှုတ်သီးနဲ့ထိုးသက်ပြီးတော့အောက်ကိုပြစ်ချလိုက်တာတဲ့အမှန်လဲအဲ့ဒီတိုင်းပဲနော်အချိန်မကြသေးပဲနဲ့အော်ရက်နေလို့အသက်ပါပေးလိုက်ရတာပေးတဲ့ရင်အချိန်မကြဘဲနဲ့ပြောရက်နေလို့ဘာပေးလိုက်ရတယ်အသက်ပါပေးလိုက်ရတာအဲ့ဒီမှာဘုရားလောင်းကအခါအခွင့်သင့်ပြီဆိုပြီးတော့ဘုရင်ကြီးကိုဆုံးမစကားဆိုတယ်အဲ့ဒီစကားလေးတွေမှတ်သားစရာကောင်းပါတယ်ဗျာမင်းကြီးတဲ့မစင်စားမစင်ញင်မဲနဲ့ပြောတဲ့စကားဟာခဏချင်းတတ်တကဲ့သို့ထက်စွာသွေးအပ်သောဓာသည်မတတ်တတ်စကားကိုနည်းနည်းလေးဝိုက်ပြီးတော့ပြောတာနော်ပြန်ပြောမယ်ဗျာမစင်သားမစင်ញင်မဲနဲ့ပြောဆိုအပ်သောစကားသည်တခဏချင်းတတ်တကဲ့သို့ထက်စွာသွေးအပ်သောဓာသည်မတတ်တတ်ဆိုလိုတာကမစင်သားမစင်ញင်မဲနဲ့ပြောလိုက်တဲ့စကားတစ်ခွန်းဟာမြည်နေအောင်သွေးထားတဲ့ဓာတစ်ချောင်းနဲ့မြန်ဆန်အသက်ကိုချတတ်တယ်အင်မတန်ထက်တဲ့ဓာတစ်ချောင်းနဲ့ကြောက်เสียကောင်းတယ်လို့ပြောတာဟုတ်လားမစင်စားမစင်ញင်မဲနဲ့ပြောဆိုအပ်သောစကားသည်တခဏချင်းတတ်တကဲ့သို့ထို့အတူလက်တလောသေးစေတတ်သောအစိတ်သည်မတတ်တတ်ဆိုလိုတာကမစင်စားဘဲနဲ့ပြောလိုက်တဲ့စကားတစ်ခွန်းဟာလက်တလောသေးစေတတ်တဲ့အစိတ်တဲ့တောင်ကြောက်ဖို့ကောင်းနေတဲ့ဒါကြောင့်ပညာရှိတဲ့လူဉာဏ်ရှိတဲ့လူဆိုတာကာလမဟုတ်သည်နဲ့၎င်းကာလဟုတ်သည်နဲ့၎င်းစကားကိုစဉ်းစားဆင်ခြင်၍ပြောဆိုရ၏ကောင်းမြတ်သောစကားပင်ဖြစ်စေကမူကိုပြောတဲ့စကားကိုတိတ်ကြိုက်တဲ့ပုဂ္ဂိုလ်တွေရဲ့ရှေ့မှာပင်ဖြစ်စေကမူအခါလေးမြင့်မပြောဆိုရတဲ့ကောင်းလိုက်တာနော်ဒကာကြီးဒီမိုင်းမြတ်ကိုစကားကလည်းကောင်းတာမှန်တယ်ဒီလူတွေကလည်းကိုပြောတာကိုကြိုက်တာမှန်တယ်သို့တော်လည်းပဲအတိုင်းအတာကိုလွန်ပြီးတော့မပြောလိုက်ပါနဲ့တဲ့အဲ့ဒီတော့အခွင့်အခါကိုမကြည်ဘဲနဲ့ကာလကိုမကြည်ဘဲနဲ့အချိန်ကိုမကြည်ဘဲနဲ့ပြောခြင်းရင်မစောင့်နိုင်မဲမအောင်နိုင်မဲနဲ့ဆွတ်ပြောမယ်ဆိုရင်အဲ့ဒီအုတ်ဩငှက်ကလေးသေရတယ်လို့ပညာမဲ့တဲ့လူတွေဟာသေတတ်တယ်တဲ့ဒီတော့ဘေးသားပေါင်းသူတော်ကောင်းတို့ပုဂ္ဂိုလ်ကိုကြည်ပြီးတော့ပြောပါအချိန်ကာလကိုကြည်ပြီးတော့ပြောပါစောင့်တယ်ရင်စောင့်လိုက်ပါအောင်အောင့်တယ်ရင်အောင့်လိုက်ပါအောင်ဆွတ်ပြီးတော့မပြောပါနဲ့အဲ့ဒါလို့ပြောရင်ပြောတဲ့ကာယကံရှင်ကိုယ်တိုင်ကိုပဲအခက်မသိရင်ဒုက္ခအကြီးတွေ့တတ်တယ်ဟုတ်လားအေးဒါကဦးဇင်းတို့စဉ်းစားစရာလေးတွေပြီးရင်ဒေါသနဲ့မပြောပါနဲ့မာနနဲ့မပြောပါနဲ့ငါအောက်ကလူပဲငါရဲ့လက်အောက်ငယ်သားပဲငါသားလေးပဲငါသမီးလေးပဲငါတပည့်လေးပဲငါပြောရင်ရတယ်ဆိုတဲ့အနေနဲ့နိုင်တိုင်းလည်းမပြောပါနဲ့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူးနော်တစ်ချိန်ချင်းကြရင်ကိုယ့်အောက်ကလူကကိုယ့်အထက်လဲရောက်ချင်ရောက်သွားမှာပဲဟင်အဲ့ဒီအချိန်မှာကိုယ့်ရဲ့စကားတစ်ခွန်းကြောင့်အောင်တက်ခံရခက်တဲ့ပုံကိုယ်တွေကကိုယ့်ကိုပြန်ပြီးတော့ဒုက္ခမပေးဘူးလို့ပြောနိုင်မလားကိုပြောတဲ့စကားကြောင့်လာမဲ့အနာဂတ်မှာကိုယ်တိုင်ပြန်ခံရတဲ့အကြောင်းတွေရှိတယ်နော်ဟင်ဒကာကြီးဒီမိုင်းမြအေးဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရာဇဝင်တွေကစကားအစိတ်သင့်ခဲ့ပုံကလေးနည်းနည်းလေးပြောပြခြင်းနိုင်ပြောမိလို့ငါရဲ့လက်အောက်ငယ်သားပဲဆိုပြီးတော့ပြောမိလို့ငါပြောရင်ဖြစ်တယ်ဆိုပြီးတော့စကားကိုမထိန်မဲနဲ့ပြောခြင်းတလောက်ပြောလိုက်မိလို့နောက်တစ်ချိန်မှာဒုက္ခတွေအကြီးအကျယ်ရောက်ရတဲ့အကြောင်းဟုတ်လားဦးဇင်းတို့ပကံရာဇဝင်မှာနာမည်ဆိုးနဲ့ကြော်ကြားတဲ့မင်းခွေချေးတဲ့တရုတ်ပြေးမင်းနဲ့နရတိဟပတိမင်းဆိုတာကြားဘူးတယ်မဟုတ်လားကြားဘူးတယ်ဘာအစွမ်းစားမှမရှိဘူးအဲ့ဒါအမတ်ကြီးဖြစ်တဲ့ယာသသင်္ញံရဲ့ကျေးဇူးကြောင့်သူရှင်ဘရင်ဖြစ်တယ်အဲ့ဒီယာသသင်္ញံကလည်းပဲသူ့ကိုအဖို့မားစားပါဆိုတဲ့စကားတခွန်းလေးကိုရင့်မှုပြီးတော့တိုင်းပြည်အတွက်အကျိုးမရှိနိုင်တဲ့ဒီမင်းသားကိုရှင်ဘရင်ဖြစ်အောင်လုပ်ပေးတာသူကလည်းသိကောင်းတဲ့လူတစ်ယောက်တော့မဟုတ်ဘူးအဲ့ဒီနရတိဟပတိမင်းကရှင်ဘရင်ဖြစ်လာတော့ကျေးဇူးရှင်ဖြစ်တဲ့ယာသသင်္ញံကိုမချီးမြှောက်မိဘူးယာဓုဌာနန္ဒရတွေနဲ့မထောက်ပံ့မိဘူးအဲ့ဒီမှာယာသသင်္ញံအမတ်ကြီးကစိတ်နာပြီးတော့ဘာလုပ်လဲဆိုတော့ကွန်းအစ်ထည့်ပြီးတော့စားတဲ့ပန်းကလပ်ကလေးရှိတယ်အဲ့ဒီပန်းကလပ်အပဲ့နဲ့ဘရင်ရှိမှာကွန်းချစားတာ
ဟာအဖိုးပန်းကလတ်ကြီးကလည်းအပဲ့ကြီးပါလားမှန်လားပါဗျာပန်းပုတ်တဲ့ရဲ့သားမြေးတွေကောင်းစားနေလို့ပန်းပုတ်မဲ့လူမရှိလို့ပန်းကလတ်အပဲ့နဲ့စားနေရတာအဲ့ဒီနရသိဟပတိမင်းရဲ့အမေကပန်းပုတ်တဲ့ရဲ့သမီးတဲ့မျိုးရိုးကိုထိခိုက်ပြီးတော့ပြောတာစကားကိုဒေါသနဲ့ပြောတာနော်မာနနဲ့ပြောတာနော်မရှင်သင့်မပြိုင်သင့်နဲ့ရှင်ဘရင်နဲ့တက်ပြီးတော့ပြိုင်တာဟုတ်လားအဲ့ဒီတော့နရသိဟပတိမင်းကလည်းအဲ့လောက်တော့နားလေတာပေါ့နားလေတော့အဖိုးတဲ့ဟိုဖျားတွေထီးတင်တော့ဘာနဲ့တင်ရလေတဲ့အရှင်သာညမ်းနဲ့တင်ရတာပေါ့အေးထီးတင်ပြီးပြီဆိုတော့အဲ့ဒီညမ်းကိုဘာလို့ပြစ်လဲတဲ့ဖြက်ပြစ်တာပေါ့ဘာပြုလို့ဖြက်ပြစ်တုံးအဖိုးဆိုတော့ဖျားမတင့်တယ်မှာဆိုလို့ညမ်းကြီးနဲ့ဆိုဖျားမတင့်တယ်ဘူးလေမတင့်တယ်မှာဆိုလို့ဘောဆိုတော့အဖိုးတဲ့အဖိုးကညမ်းနဲ့တူတယ်တဲ့ကျွန်ုပ်ကထီးနဲ့တူတယ်တဲ့အခုဖျားလဲပြီးပြီထီးလဲတင်ပြီးပြီညမ်းကိုဖြတ်တော့မယ်ဒါကြောင့်ဒလကိုသွားဆိုပြီးတော့ပြည်နေနံပေးလိုက်တာပေးတဲ့စကားတခွန်းရွှမ်းလိုက်တာဘယ်ရောက်သွားပြီတော့ဒလရောက်သွားတာမကြိုက်ဘူးနော်နရသိဟပတိမင်းသူ့ကိုထိခိုက်ပြီးတော့ပြောတဲ့စကားကို तू ကြိုက်လားမကြိုက်ဘူးမကြိုက်လိုက်တာမှကျေးဇူးရှင်ကိုအဝေးကြီးပုတ်ပစ်လောက်အောင်ထိမကြိုက်တာဒါပေမဲ့ तू မကြိုက်တဲ့စကားမျိုးကို तू များကြတော့ तू ပြောတယ်ဗျာ तू မကြိုက်ဘူးဆိုတဲ့စကားမျိုးကို तू ကိုချင်းမစားဘူးငါကိုပြောတော့ငါခံရခက်တယ် तू များကိုပြောရင် तू များလည်းခံရခက်မှာပဲလို့ तू မစင်စားဘူးအဲ့ဒီလိုအမှားမျိုးကို तू ထပ်ပြီးတော့ကျူးလွန်တယ်ဘယ်အချိန်မှကျူးလွန်လဲဆိုတော့ तू မှာသား3ယောက်ရှိတယ်လူရင်းပဲပြောချစို့အလေသားကတိဟတုတဲ့အဲ့ဒီသား3ယောက်ကိုချစ်လွန်းလို့အကြီးသားကဥစ္ဆနာအငယ်ဆုံးသားကကြောစွာတဲ့ချစ်လွန်းလို့သားတွေကိုပွဲတော်တီးဖို့အတွက်ဝက်လက်ချက်ပြီးတော့အဲ့ဒီဝက်လက်ကိုငပြောရွက်လေးနဲ့အုပ်ပြီးတော့ပေးတာဝက်ရဲ့လက်ကချက်စားရင်အင်မတန်နူးညံ့တယ်လို့ဆိုတယ်ဒါပေမဲ့လို့တိဟတုကိုကြတော့ဝက်ခြေတောက်ကိုပေးတယ်တဲ့မအေကိုမကျေနပ်လို့လားသားကိုပဲသိမချစ်လို့လားတော့မသိအဲ့ဒါကိုမအေဖြစ်တဲ့မိဖုရားရှင်မောက်ကမကျေနပ်ဘူးဘုရင်ကြီးကသား3ယောက်ကိုဒန်းတူမထားဘူးငါသားကိုကြတော့ဝက်ချီတော့ပေးတာအဲ့ဒါမကြိုက်လို့စဖူမူးကိုလက်ထိုးပြီးတော့ငါသားကိုလည်းဝက်ချီကလေးဝက်လက်ကလေးပေးပါဝက်လက်ပေးတာနောက်တော့ဘုရင်ကြီးကတိသွားတာတိသွားတော့အဲ့ဒီအမှုကိုရှစ်တော့မိဖုရားကလက်ထိုးထားတယ်ဆိုတာလည်းသိရောဘုရင်ကြီးကလူပုံလေချားမှာဟဲ့ဝက်လက်ခိုးမလို့အဲ့ဒါလို့ခေါ်တာအပြစ်မရှိတဲ့သားလေးသိတဲ့သူကိုလည်းပဲဟဲ့ဝက်လက်ခိုးမသားပိဿရေသူမှအပြစ်မရှိပါဘူးဒါပေမဲ့ဘုရင်ကြီးကဒါငါသားပဲငါပြောရင်ဖြစ်တယ်ဆိုပြီးတော့စကားကိုမထိမ့်မဲနဲ့ပြောတာနော်သူသားသူပြောတာပါနော်အေးဒါပေမဲ့ तू မကြိုက်တဲ့စကားမျိုးကို तू များကြတော့ तू ပြောတော့အင်မတန်ဆိုးဝါးတဲ့အကျိုးဘလို့မှမျောလင့်မထားတဲ့အကျိုးပေးကိုဘဝမဆိုင်မဲနဲ့ဒီဘဝတွေမှာပဲ तू ရတယ်အဲ့ဒီစကားတခွန်းမများဘူးတခွန်းနဲ့နော်နောက်တော့တရုတ်တွေနှောင့်ယှက်လို့အဲ့ဒီနရသိဟပတိမင်းဟာပသိမ်ကိုထွက်ပြေးတာအောက်ပြည်ကိုထွက်ပြေးတာအဲ့ဒီမှာတရုတ်ပြည်မင်းလို့နာမည်ဆိုးနဲ့ तू ရတာပေါ့လေဟုတ်လားနောက်တော့ပသိမ်ကနေ तू ရန်နေအေးပြီဆိုပြီးတော့ပြန်လာတော့ तू ဝက်လက်ခိုးမသားလို့ခေါ်ခဲ့တဲ့တိဟတုက तू ပဲပေးထားတာပါပြည်မြို့ကိုအပိုင်စားပေးထားတာအဲ့ဒါနဲ့ငါသားရှိတဲ့ပြည်မြို့ကိုဝင်မယ်ဆိုပြီးတော့အာဂုတကြီးဝင်တယ်မိဖုရားဖွားစောလဲပါတယ်နောက်တော့ဘာကဟိုကတိဟတုကဖေးကြီးရောက်လာပြီဆိုတာလဲသိရောလှေနဲ့စီးပြီးတော့ကြိုတယ်လှေအကြီးကြီးအဲ့ဒီလှေပေါ်မှာဒလွတ်ကင်ထားတဲ့လှန်တွေတဝင်းဝင်းကင်ထားတဲ့ရာဇဝတ်သားတွေကိုရှင်းတဲ့အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ရန်သူတွေအများကြီးတင်ထားတယ်ဘုရင်ကြီးကိုတခါတည်းဖမ်းပြီးတော့ဘာလုပ်လဲဆိုတော့ဘုရင်ကြီးရဲ့ရှေ့ကိုစားတော်အုပ်ပို့တယ်အဲ့ဒီဘုရင်ကဟင်းခွက်300မပြည့်ရင်ငိုတယ်ဆိုတာကြားဘူးတယ်မဟုတ်လားအေးအဲ့ဒီမှာဟင်းတွေမှာကောင်းလိုက်တာထမင်းတွေလည်းအကောင်းစားတွေဟင်းတွေလည်းအကောင်းစားတွေဘုရင်မင်းတွေက3ဆောင်တော်မူပါဒါပေမဲ့ဒီထဲမှာတော့လက်တလို့သေစီတဲ့အစိတ်တွေထည့်ထားတယ်တဲ့မစားခြင်းလို့မရဘူးဖအေကိုအစိတ်ခတ်ထားတဲ့ဓမင်းကိုအတိအလင်းပြောပြီးတော့ကြွေးတာဒါကိုစားပြီးတော့မသေးဘူးဆိုရင်ဟိုမှာမြင်လာတဲ့ဓာတ်တွေလှန်နေတယ်အဲ့မှာမိဖုရားဖွားစောကိုတိုင်ပင်တော့မိဖုရားကပြေးလို့မလွတ်နိုင်တော့ဘူး
သွေးတန်ရဲရဲနဲ့သေတာနဲ့စားရင်အစိတ်ထမင်းအစိတ်ဟင်းစားသေတာကတော်သေးတယ်လို့အကြံပေးတာအဲ့ဒီအစိတ်တွေပါမှန်သိရတဲ့ဘုရင်ကြီးစားရတယ်ဘလောက်မြန်ဆင်းရဲလိမ့်မလဲဆင်းရဲလွန်းလို့သူလည်းဆူတောင်းသွားတယ်လို့ဆိုတယ်ဖြစ်လျာဘဝသားမမွေးပါရစေနဲ့တဲ့ဒါပေမဲ့ဒီဘဝမှာတော့စကားတခွန်းကြောင့်အသက်ပါတောင်သူပေးလိုက်ရတယ်ဟင်တခါကြီးဒီမကြီးများသူပြောခဲ့တဲ့စကားတခွန်းကသူ့ကိုတတ်တာနော်တာမန်ကြည့်ရင်တော့အစိတ်ကတတ်တာပေါ့ဒါပေမဲ့အဲ့ဒီအစိတ်ကဘာအစိတ်လဲလို့မေးရင်စကားအစိတ်ပိဋကရဲ့ဘာအစိတ်လဲစကားအစိတ်ဗျဒါကြောင့်ဒီလောကကြီးမှာခုခေတ်လည်းပဲစကားအစိတ်သင့်ပြီးတော့အစိတ်မိထားတဲ့အပင်များလို့တကြီးကြီးတွန်းတွန်းတွန်းတညှိုးညှိုးနဲ့နေရတဲ့လူတွေလည်းရှိတာပါပဲကိုပြောလိုက်တဲ့မာနစကားကိုပြောလိုက်တဲ့ဒေါသစကားစိတ်လိုလိုက်ပြီးတော့တခါတည်းထင်မိထင်ရပြောလိုက်လို့ပြောမိမှားလေခြင်းလို့တအုံတွေတွေးပြီးတော့ပူရတဲ့အခါမျိုးမရှိဘူးလားအဲ့ဒါဘာဖြစ်တာလဲစကားအစိတ်သင့်တာအဲ့ဒီဘုရင်ကြီးလိုတော့သေလောက်အောင်တော့မသင့်ဘူးပေါ့သို့တော့တော်တော်လေးတော့အခံရခက်တယ်နော်တခါကြီးမိုင်များဟုတ်လားဒါကြောင့်စကားကိုဒေါသတွေနဲ့မပြောပါနဲ့မာနတွေနဲ့မပြောပါနဲ့တာကီဝင်တို့ရဲ့ကျွန်မသားထိုင်သွားတဲ့နေရာကိုနွားနိုးနဲ့ဆေးမယ်ဆိုတဲ့စကားတခွန်းကြောင့်ဝိရတုပကကျွန်မသားရဲ့အစွမ်းကိုသိရစေမယ်ဆိုပြီးတော့လက်စားချေတာလေဒီပိသက်ကြီးကြားဘူးတယ်နော်မာနစကားတခွန်းကြောက်ဖို့မကောင်းဘူးလားကောင်းတယ်ဒါကြောင့်ကိုဘဝကိုကိုပြန်ပြီးတော့ကြည်ပါအမြဲတမ်းမြင့်နေမှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မာနတွေနဲ့မပြောပါနဲ့ဒေါသတွေနဲ့မပြောပါနဲ့ပြောခြင်းနဲ့ဆိုရင်လေးပဲပိသက်ကြီးမှန်ကန်၍အကျိုးရှိသောစကားကိုအခါခွင့်ကိုကြည်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောပါဟုတ်လားအေးအကောင်းဆုံးကတော့စကားကိုနဲတာအကောင်းဆုံးပဲစကားများလို့ရှိရင်အပြစ်များတယ်ဗျဟင်ဒကာကြီးဒီမကြီးများစကားတွေအများကြီးပြောရင်အပြစ်များတယ်ဗျမြတ်စွာဘုရားဟောထားတာရှိတယ်လေစကားများခြင်းရဲ့အပြစ်၅မျိုးတဲ့စကားများတဲ့ပုဂ္ဂိုလ်ဟာပူပူသားသားတွေပြောမိပြီးတော့မှုသာဝါဒကံကြီးကိုလွန်ကျူးတတ်တယ်စကားများတဲ့ပုဂ္ဂိုလ်ဟာပြောရင်နဲ့နားထောင်တဲ့ပုဂ္ဂိုလ်ကိုကိုပူပြီးတော့ချစ်စေခြင်းတော့ဂုံစကားလေးတွေမတိမတာပါသွားတတ်တယ်စကားများတဲ့ပုဂ္ဂိုလ်ဟာပြောရင်နဲ့စိတ်လိုက်မှန်ပါစိတ်တွေပါပြီးတော့ကြမ်းကြမ်းထန်းထန်းစကားတွေထွက်သွားတတ်တယ်ဟုတ်လားစကားများတဲ့ပုဂ္ဂိုလ်ဟာအနှစ်မရှိတဲ့စကားတွေအများကြီးပြောမိတတ်တယ်အဲ့ဒါလိုအပြစ်၄မျိုးကိုကျူးလွန်မိတဲ့အတွက်ကြောင့်အပေငရဲဆိုတဲ့မကောင်းတဲ့ဘဝကိုလည်းရောက်တတ်တယ်တဲ့ဒါကြောင့်စကားများတာကောင်းလားမကောင်းဘူးစကားများတာမကောင်းလို့စကားမပြောတော့ပါဘူးလို့စကားကိုမပြောဘဲနေမယ်ဆိုလို့လည်းမဖြစ်ပါဘူးဦးဇင်းတို့ယဟန်တော်တွေမှာစကားမပြောဘူးဆိုပြီးတော့စောက်တည်ပြီးတော့ကြင့်မယ်ဆိုလို့ရှိရင်ဒုက္ခအာဘတောင်တက်နိုင်တယ်ဟုတ်လားဦးဇင်းတို့ခါရဗမြတ်စွာဘုရားဝါလာကျွတ်တော့ယဟန်တော်တစုမြတ်စွာဘုရားကိုလာပြီးတော့ရှ िख ိုးဥချဝှချကြတော့မြတ်စွာဘုရားကချက်သားတို့ချမ်းချမ်းသာသာနေခဲ့ကြရရဲ့လားမှန်လားပါဗျာချမ်းချမ်းသာသာနေခဲ့ကြရအကြောင်းပါဘုရားပြည်တော်တို့ဝါတွင်3လကာလပတ်လုံးတယောက်နဲ့တယောက်ခေါ်လို့လည်းမထူးဘူးဖေမေးလို့လည်းမပြောဘူးဖေဘာမှမပြောဘဲနဲ့စကားတခွန်းမှမပြောဘဲနဲ့ချမ်းချမ်းသာသာနေခဲ့ကြကြောင်းပါဖေလို့လျှောက်တယ်သူတို့ကအဲ့ဒါလိုနေတာတဲ့နေတော့မြတ်စွာဘုရားကဩသင်္ချင်သားတို့ဟာနွားတွေလိုစိတ်တွေလိုနေခဲ့တာကိုပဲချမ်းချမ်းသာသာနေခဲ့တယ်လို့ပြောနေသေးတယ်တဲ့တရားသဖြင့်ဆုံးမတဲ့ငါဘုရားရဲ့သာသနာတော်မြတ်ကြီးမှာတယောက်ကိုတယောက်မြင်မတော်တာတွေရှိရင်ပြောဆိုဆုံးမရမယ်မဟုတ်လားမေးရင်ပြောရမယ်မဟုတ်လားခေါ်ရင်ထူးရမယ်မဟုတ်လားအခုတော့ဘာမှမပြောဘူးဆိုတဲ့အကျင့်ကိုကျင့်ခဲ့ကြတယ်နောက်ကိုအဲ့ဒါလိုကျင့်ရင်ဒုက္ခအာဘသင့်စေလို့ဒီတော့ပိဿပေါင်းသူတော်ကောင်းတို့စကားကလည်းမပြောလို့မဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့သိပြီးတော့အကျိုးရှိတဲ့အပိုင်းကိုစကားလုံးတွေကနေတဆင့်သွားလို့ရတယ်သိကောင်းတဲ့အဓိပ္ပာယ်တွေသိကောင်းတဲ့အယူအဆတွေသိကောင်းတဲ့သဘောတဘာဝတွေကိုစကားလုံးတွေကနေတဆင့်သိကြရတာဟုတ်လားဦးဇင်းကအခုပြောခဲ့တာကစကားတွေကို
မစင်သားမစင်ကျင်ပဲနဲ့စွတ်ပြီးတော့ပြောလို့ဆိုးတဲ့အကြောင်းတွေကိုပဲပြောခဲ့တာစကားတွေမှာကောင်းတာတွေလည်းအများကြီးရှိခုမြတ်စွာဘုရားရဲ့စကားတော်တွေကိုပဲပိဋကသုံးပုံလို့ခေါ်တာမဟုတ်လားမြတ်စွာဘုရားကမြန်တကယ်လို့စကားတွေတစ်လုံးမှမပြောခဲ့ဘူးဆိုရင်သိကောင်းတဲ့စကားသံတွေကိုကြားခွင့်မရတဲ့အတွက်ကြောင့်ဘာအသိဉာဏ်မှဖြစ်ခွင့်ရမှာမဟုတ်ဘူးဟုတ်လားဒါကြောင့်စကားတွေဟာတကယ်တမ်းကတော့လူလောကကြီးတိုးတက်ဖို့အတွက်အချင်းချင်းကိုသိတဲ့အတတ်ပညာတွေကိုတဆင့်ဖောက်သည်ချတဲ့နေရာမှာအစွမ်းဆုံးလက်နက်တွေဖြစ်တယ်စကားလုံးတွေကိုသုံးပြီးတော့ပဲပညာရက်တွေကိုဖြန့်ဝေကြရတာဟုတ်ရဲ့လားဒါကြောင့်စကားဆိုတာမပြောလို့မဖြစ်ပါဘူးဆိုးတဲ့ဘက်မှာအာနာကုံအောင်ဆိုးနိုင်တယ်လို့ကောင်းတဲ့ဘက်မှာလည်းပဲအဆုံးစွန်အောင်ကောင်းနိုင်တယ်ဆိုကြစို့အကုသိုလ်ထဲမှာဘယ်အကုသိုလ်ကိုအကြီးဆုံးလို့ကြားဖို့ထားလဲဒကာကြီးဒကာမကြီးများပြောပါဦးအကုသိုလ်တွေထဲမှာဘယ်အကုသိုလ်ကိုအကြီးဆုံးလို့ကြားဖို့ထားလဲမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာလည်းပဲဘယ်သူမှဖြစ်လို့မပြတ်လောက်အောင်ဆွဲသွားပြီးမြဲသွားပြီးဆိုတဲ့နိယတမိစ္ဆာဒိဋ္ဌိကြောက်เสียသိကောင်းတယ်အမေတက်လို့သေးတယ်အဝီစီငရဲကိုကြားတယ်ကဘာပြက်ရင်အဲ့ဒါလွတ်တယ်နိယတမိစ္ဆာဒိဋ္ဌိကံပိုင်ရှင်များမှာကြတော့ကဘာပြက်လည်းပဲမလွတ်ဘူးတခြားမပြတ်သောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်ဒါကိုဒီပိဋကကြီးကြားဘူးကောင်းကြားဘူးလိမ့်မယ်အဲ့ဒါလောက်ဆိုးတယ်မိစ္ဆာဒိဋ္ဌိအဲ့ဒီလောက်ဆိုးတဲ့မိစ္ဆာဒိဋ္ဌိဘာကြောင့်ဖြစ်တယ်လဲဒုက္ခနိဗ္ဗာန်အင်္ဂုတ္တပါဠိတော်ကိုအထောက်ထားပြုပြီးတော့ဦးဇင်းတို့ပြောကြည့်မယ်မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းရဲ့အကြောင်းတရားနှစ်ပါးရှိပရာတောဂောတမှားယွင်းတဲ့စကားသံဟောလာပြီနော်စကားတို့ရဲ့အစွမ်းဆိုတာဒါတွေကိုရည်ရွယ်ပြောနေတာမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းရဲ့အကြောင်းတရားနံပါတ်1ဒီပါလဲမှားယွင်းတဲ့စကားသံနော်နောက်နံပါတ်2အကြောင်းကဘာလဲဆိုတော့အာယောနိသောမနတိကာရမှားမှားယွင်းယွင်းနှလုံးသွင်းမှုနော်အဲ့ဒီလိုစကားမှားနဲ့အတွေးမှားဒီအမှားနှစ်ခုပေါင်းမိရင်အယူအဆမှားဆိုတာဖြစ်လာတယ်တဲ့အဲ့တော့အယူအဆမှားကြီးဟာစကားမှားတွေရဲ့အထောက်ပံ့ကိုမရဘဲနဲ့ဖြစ်ပါမလားမဖြစ်ဘူးဗျာဒါကြောင့်စကလုံးဒီဟူသောလက်နက်တွေကိုသုံးပြီးတော့မှားယွင်းတဲ့အယူအဆရှိတဲ့ပုဂ္ဂိုလ်တွေဟာလောကကြီးကိုဖျက်ဆီးနေတာဒါကြောင့်မြတ်စွာဘုရားကပုဒ္ဒနာကတ္တပကိုဘယ်လိုပြောလဲလူထောင်မြုံကြီးတဲ့ပိဋကရေငါးတွေကိုမြုံနဲ့ထောင်တော့မြုံရဲ့သဘောတဘာဝကဝင်တော့ရှောကနေဝင်လို့ရတယ်ထွက်တော့ပြန်ထွက်လို့မရတော့ဘူးအဲ့ဒါလိုပဲအယူဆမှားတွေဆိုတာယုတ်တိယုတ်တန်နဲ့တကွပြောထားတာဆိုတော့သဘောကျစရာကြိုက်စရာကောင်းတယ်ဝင်ဖို့လွယ်တယ်ထွက်ဖို့မလွယ်ဘူးဒါကြောင့်ပုရဏကတ္တပသည်လူထောင်မြုံကြီးတဲ့ဒါကြောင့်ဆိုးတဲ့နေရာမှာအစွမ်းကုန်အောင်ဆိုးတဲ့မိစ္ဆာဒိဋ္ဌိကိုဖြစ်စေတဲ့အစွမ်းတတ္တိတွေထဲမှာမှားယွင်းတဲ့စကားသံကြောက်ဖို့မကောင်းဘူးလားတနည်းအားဖြင့်တော့လည်းပဲဆိုးတဲ့ဘက်မှာအစွမ်းမထက်ဘူးလားထက်တယ်အေးကောင်းတဲ့ဘက်မှာကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကြီးကျယ်အမြင့်မြတ်ဆုံးလို့ကြားဘူးလဲမဲ့ဉာဏ်ဆိုတဲ့ပညာနော်လောကုတ္တရာပညာပေါ့နော်အေးအဲ့ဒီပညာသည်ဒါအကောင်းဆုံးအမွန်မြတ်ဆုံးအထွတ်အထိပ်ကုသိုလ်တရားကြီးပေါ့နော်အေးအဲ့ဒီမဲ့ဉာဏ်ဆိုတာကိုရစေတတ်တဲ့တမ္မာဒိဋ္ဌိအဲ့ဒီတမ္မာဒိဋ္ဌိဘာကြောင့်ဖြစ်လဲမှန်ကန်တဲ့အယူအဆဘာကြောင့်ဖြစ်လဲမှန်ကန်တဲ့အယူအဆဆိုတာအကောင်းအားလုံးတို့ရဲ့ပထမခြေလှမ်းရေတောင်းမြစ်လို့လည်းပြောလို့ရတယ်အကောင်းအားလုံးတို့ရဲ့အစလို့လည်းပြောလို့ရတယ်အဲ့ဒီတမ္မာဒိဋ္ဌိအင်မတန်မွန်မြတ်တဲ့မှန်ကန်တဲ့အယူအဆဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်နံပါတ်1ပရာတောဂောတမှန်ကန်တဲ့စကားသံလာပြန်ပြီနော်စကားသံပဲနော်တခါကြီးမိုင်မြမှန်ကန်တဲ့စကားသံနောက်ယောနိသောမနတိကာရမှန်ကန်တဲ့အတွေးစိတ်ကူးတနည်းအားဖြင့်တော့သင်တင့်လျှောက်ပတ်စွာတွေးတောတတ်တာယောနိသောမနတိကာရစကားမှန်တဲ့အတွေးမှန်ပေါင်းမိတော့တမ္မာဒိဋ္ဌိဖြစ်တယ်အင်မတန်အကျိုးကြီးတယ်နောက်ဆုံးနိဗ္ဗာန်ထိရသေးတတ်တယ်အဲ့ဒီတော့စကားတွေမှာကောင်းတဲ့ဘက်မှာလည်းပဲအကြီးကျယ်ဆုံးဆိုတဲ့နေရာကိုရောက်အောင်တွန်းပို့နိုင်စွမ်းရှိတယ်မကောင်းတဲ့ဘက်မှာလည်းပဲ
အဆိုးဝါးဆုံးဆိုတဲ့အခြေအနေကိုရောက်အောင်တွန်းပို့နိုင်စွမ်းရှိတယ်အရေးမကြီးဘူးလားအရေးကြီးတယ်ဗျဒါကြောင့်ဒီလောက်အရေးပါအရာရောက်တဲ့စကားဒီလောက်အစွမ်းတတ္တိရှိတဲ့စကားကိုတို့ဘယ်လိုပြောကြမလဲဆိုတာကိုနားလည်ဖို့မလိုဘူးလားလို့တယ်ဦးဇင်းတို့အရေးမြတ်ကလေးလောက်ပဲပြောခဲ့တယ်နော်စကားဘယ်လိုပြောမှလဲမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်ခါကိုကြည့်ပြီးတော့မေတ္တာတရားနဲ့သိမ်မွေ့နူးညံ့စွာပြောဆိုတတ်ရမယ်စဉ်းစားဆင်ခြင်ပြီးတော့ပြောရမယ်ဟုတ်လားအဲ့ဒါလိုမဟုတ်ဘဲနဲ့အယံကာရောဆွတ်ဆွတ်ပြောကြမယ်ဆိုရင်တော့ကိုယ်စကားကြောင့်ပထမဦးစွာကိုဒုက္ခရောက်ရမယ်ပြီးတော့ကြားရတဲ့လူဒုက္ခရောက်မယ်ဟုတ်လားဒါကြောင့်စကားတွေကိုဂရုစိုက်ပြီးတော့ပြောဖို့မလိုဘူးလားလိုတယ်အဲ့ဒီတော့ဦးဇင်းတို့အင်မတန်ကောင်းမြတ်တဲ့စကားတွေကိုပြောဖို့မြတ်စွာဘုရားကတော့သစ္စာတန်ရုပ်ပါဠိတော်မှာဟောထားတာရှိပါတယ်စကားကိုမနေနိုင်လို့ပြောကြမယ်ဆိုရင်သစ္စာထိုက်တဲ့စကားကိုပြောကြစမ်းပါဟောသစ္စာဆိုတာမှန်ကန်ခြင်းလို့ဒီပိဋကကြီးသိတယ်နော်အေးမြတ်စွာဘုရားကတော့ဒီနေရာမှာတော့သစ္စာ၄ပါးကိုဆိုလိုတာပေါ့ဟုတ်လားအေးစကားပြောမယ်ဆိုလို့ရှိရင်အေးဘဝခန္ဓာတန်တရားဆိုတာဆင်းရဲတုံဆင်းရဲခဲ့ကြီးပဲဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တဲ့စကားမျိုးကိုပြောတတ်ရမယ်ပြောတတ်ဖို့တော့လိုတယ်မပြောတတ်ရင်တရားဟောသလိုကြီးဖြစ်ပြီးတော့လူငယ်တွေကသိစိတ်ဝင်စားမှာမဟုတ်လားဒါကြောင့်ဘဝဆိုတာဒုက္ခပဲလို့ဒီအင်မတန်မှန်တဲ့ဘယ်သူမှမငြင်းနိုင်အောင်မှန်တဲ့ဒီအဓိပ္ပာယ်မျိုးကိုတက်ရောက်စေတဲ့စကားမျိုးကိုပြောတတ်ရမယ်ပြောချင်ရင်အဲ့ဒါလိုပြောရမယ်လူကျင်တဲ့အလိုဆန္ဒတွေဟာဒုက္ခတွေကိုဖန်တီးနေတာပဲလို့ဒီအဓိပ္ပာယ်မျိုးတက်ရောက်တဲ့အဓိပ္ပာယ်မျိုးထွက်အောင်ပြောတတ်ရမယ်အဲ့ဒါဒုတိယသစ္စာကိုပြောနေတာနော်လောဘငြိမ်းမှသာလျှင်တကယ်ဒုက္ခငြိမ်းတာလောဘမငြိမ်းတဲ့၍ဒုက္ခမငြိမ်းဘူးလို့ဒီအဓိပ္ပာယ်မျိုးတက်ရောက်စေတဲ့စကားမျိုးပြောတတ်ရမယ်မြတ်စွာဘုရားသင်နေတာနော်ဒကာကြီးဒီမိုင်းမြတ်ဒုက္ခငြိမ်းခြင်းနဲ့ဆိုရင်မှန်ကန်တဲ့အယူဆကောင်းဆောင်တဲ့မဂ်ခင်၈ပါးကိုကျင့်သုံးမှသာလျှင်ဒုက္ခငြိမ်းတယ်တခြားသောနည်းတို့ဖြင့်ဒုက္ခငြိမ်းတဲ့အကြောင်းမရှိဘူးလို့ဒီအဓိပ္ပာယ်မျိုးတက်ရောက်တဲ့စတုထသစ္စာကိုပြောဆိုတတ်ရမယ်စကားပြောခြင်းရင်အဲ့ဒီ၄ပါးကိုနည်းနည်းလေးဂရုစိုက်ပြီးတော့ပြောကြည့်အင်မတန်အကျိုးထူတာကိုတွေ့ရလိမ့်မယ်ဘဝဆိုတာဒုက္ခပဲဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရအောင်ပြောတတ်ရမယ်ဒုက္ခကိုပေးတာဟာအခြားမဟုတ်ဘူးအလိုဆန္ဒတွေပဲဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရအောင်ပြောတတ်ရမယ်လောဘကြီးသမျှဒုက္ခကြီးနေမယ်လောဘချုပ်မှသာလျှင်ဒုက္ခချုပ်မယ်လို့တတ္တိယသစ္စာရဲ့အဓိပ္ပာယ်ကိုသက်ဝင်အောင်ပြောတတ်ရမယ်ဒုက္ခငြိမ်းဖို့အတွက်မှန်ကန်တဲ့နာတွေပြောတာလည်းမရှိဘူးလားရှိတယ်အဲ့ဒါကိုမျက်နှိုးတဲ့လူတွေကတော့ကိုတကယ်မကောင်းမဲနဲ့ဥပုသ္တာသာလေးပြောပြီးတော့မင်းတို့ကသိတော်တာပဲလို့မြောက်ပြောတာတွေလည်းမရှိဘူးလားရှိတယ်ကောင်းလို့မှုကိုကောင်းတယ်လို့ပြောတာក៏မရှိဘူးလားရှိတယ်အဲ့ဒီလိုဆိုရင်ဘယ်လိုလုပ်မလဲကောင်းလို့ကောင်းတယ်ပြောတယ်ဆိုရင်တော့ဩကောင်းတဲ့တရားတွေဟာတကယ်ကောင်းတာပဲဆိုပြီးတော့ဆက်ကောင်းဖို့လိုတယ်မကောင်းမဲနဲ့ကောင်းတယ်လို့ပြောရင်တော့မှိန်ပြီးတော့ရစ်မှုပြီးတော့မနေဖို့လိုတယ်မင်းထင်တဲ့အတိုင်းမဟုတ်ပါဘူးငါမှဒီအစွမ်းတတ္တိမရှိပါဘူးလို့ဝန်ခံရဲရမယ်ဟုတ်လားအေးဒါမဲ့ခက်တော့လဲခက်ကြီးဗျာပုထုဇဉ်တွေဟာလေကောင်းတယ်လို့ပြောရင်သိကြိုက်တာပဲတကယ်မကောင်းမဲနဲ့ကောင်းတယ်လို့ပြောလဲကြိုက်နေတာပဲဟင်ဒကမာကြီးတွေမြောက်တဲ့နီလန်းကြီးကခေတ်အဆက်ဆက်သိအသုံးကြတယ်ဗျာအခုလည်းပဲအသုံးကြတာပဲနောင်လည်းပဲအဲ့ဒီနီလန်းကြီးကဘယ်တော့မှတိမ်ခေါ်မှာမဟုတ်မြောက်တာဆိုလူတိုင်းကြိုက်တယ်ဦးဇင်းတို့လည်းကြိုက်တာပဲဒကမာကြီးတွေကကြိုက်လားကြိုက်တာပေါ့ကိုယ့်ကိုကောင်းတယ်လို့ပြောရင်ကောင်းလို့ကောင်းတယ်ပြောရင်လည်းပဲကြိုက်တယ်မကောင်းမဲနဲ့ကောင်းတယ်ပြောရင်လည်းကြိုက်တာပဲဒါကြောင့်ကောင်းတယ်လို့ပြောတဲ့စကားသံတွေနဲ့ပတ်သက်ပြီးတော့မဟုတ်ရင်တော့မဟုတ်တဲ့အကြောင်းပြောရမယ်ဟုတ်တယ်ဆိုရင်တော့ရှင်မှုမနေပါနဲ့ဟုတ်ရဲ့လားအေးဒါကကိုယ်နဲ့ပတ်သက်ပြီးတော့ပြောလာတဲ့စကားသံတွေကောင်းမကောင်းနှမျိုးရှိမယ်ဟုတ်မဟုတ်နှမျိုးစီထပ်ကွဲသွားမယ်ရှေ့တင်ပြောတာရှိမယ်ကိုယ်ရာပြောတာရှိမယ်ဘယ်လိုစကားသံပဲဖြစ်နားထောင်တတ်ဖို့လိုပါတယ်ဟုတ်လားနားမထောင်တတ်ရင်တော့ချီးမွမ်းရင်တော့ရစ်မှုပြီးတော့ကဲ့ရဲ့ရင်တော့စိတ်ပြဲပြီးတော့ကိုယ့်ရဲ့ဘဝဟာ
လောဘဒေါသဝဲဩဃတွေမှာခြားခြားလဲပြီးတော့ဒုက္ခရောက်เสียမရှိဘူးလားရှိတယ်ဒါကဦးဇင်းတို့ကိုအကြောင်းနဲ့ပတ်သက်ပြီးတော့ဟုတ်လားနောက်ပြီးတော့ကိုနဲ့သိမ့်မပတ်သက်ဖဲနဲ့ဒီလိုပဲစကားသံတွေကြားနေတာရှိတယ်ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့စကားသံတွေဆိုကြပါစို့အာကစားသတင်းတွေအနုပညာသတင်းတွေမိုးလေဝသသတင်းတွေဟာစကားသံတွေကိုပြည်နေတာပဲကို့ဘေးမှာမရှိဘူးလားရှိတယ်ဟာတရားစကားတွေအနှစ်ရှိတဲ့စကားတွေအနှစ်မရှိတဲ့စကားတွေအမျိုးကိုစုံနေတာပဲနေတိုင်းကြားနေရတယ်မကြားဘူးလားကြားတယ်သူများရဲ့နှုတ်ကနေတစ်ချက် TV ကနေတစ်ချက်ရေဒီယိုကနေတစ်ချက်စကားတွေကြားနေလိုက်တာအများကြီးရှိတယ်အဲ့ဒီစကားတွေကိုနားမထောင်တတ်လို့ဒုက္ခရောက်တဲ့လူတွေလည်းအများကြီးမှအများကြီးရှိတယ်ဟင်ဒီကမာကြီးများမရှိဘူးလားရှိတယ်အဲ့ဒီတော့အဲ့ဒီစကားသံတွေဘလောက်ဖဲများတူရာစုလိုက်မယ်ဆိုရင်နှစ်မျိုးပဲရှိတယ်အနှစ်မရှိတဲ့စကားရဲ့အနှစ်ရှိတဲ့စကားရဲ့ဒါပဲရှိတယ်အဲ့တော့အနှစ်မရှိတဲ့စကားတွေကိုဘယ်လိုလုပ်ရမှာလဲတူပဲပြောမယ်ဗျာအနှစ်မရှိတဲ့စကားတွေကတော့နားမထောင်ပဲနေနိုင်တာအကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့အနှစ်မရှိတဲ့စကားတွေကိုနားထောင်မိရင်အနှစ်မရှိတဲ့အတွေးတွေအဲ့ဒီအချိန်မှာတေချာပေါက်ဖြစ်တယ်အနှစ်မရှိတဲ့စကားကိုနားထောင်မိရင်အနှစ်မရှိတဲ့အတွေးတွေတေချာပေါက်ဖြစ်တယ်အနှစ်မရှိတဲ့အတွေးတွေအနှစ်မရှိတဲ့စိတ်ကူးတွေကအနှစ်မရှိတဲ့အတွေးတွေစိတ်ကူးတွေအပြောတွေကိုပဲဆက်ပြီးတော့ဖြစ်သွားစေတယ်အနှစ်မရှိတဲ့အတွေးတွေအနှစ်မရှိတဲ့စိတ်ကူးတွေနဲ့နေနေတဲ့အချိန်မှာကိုယ့်ဘဝကြီးတစ်ခုလုံးဟာလည်းအဲ့ဒီအချိန်အဲ့ဒီတည်ငါမှာအနှစ်မရှိတဲ့လူတစ်ယောက်ဖြစ်နေတာသိကြတယ်ဒီစိတ်ကလေးဒီအတွေးလေးနဲ့လူလုံနေရတာဗျအနှစ်မရှိတဲ့အတွေးတွေအနှစ်မရှိတဲ့စိတ်ကူးတွေနဲ့ရှင်းသန်းနေတဲ့အချိန်ကိုဘယ်လိုပြောမလဲအနှစ်မရှိတဲ့လူတစ်ယောက်ဖြစ်နေတယ်တနည်းအားဖြင့်တော့အလကားအတွေးတွေနဲ့နေတဲ့အချိန်မှာအလကားလူဖြစ်နေတာပဲအဲ့ဒါဟုတ်လားဟုတ်တယ်အဲ့တော့သာသနာနဲ့တွေ့တဲ့အခါမှာသိမြင့်မြတ်တဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိတဲ့အချိန်မှာကိုယ်စမ်းနေဉာဏ်စွမ်းနေစိတ်စွမ်းနေအခွင့်ကာလကောင်းတဲ့အခွင့်အရေးတွေဒါတွေရှိနေတဲ့အချိန်မှာအနှစ်မရှိတဲ့စကားသံတွေနောက်ကိုစီးမျောပြီးတော့အဲ့ဒီစကားတွေကိုခံစားပြီးတော့တွေးတောပြီးတော့ပုံကြီးချက်ပြီးတော့ပြောဆိုပြီးတော့နေမယ်ဆိုရင်ကိုယ်ဒီအနှစ်မရှိတဲ့လူတစ်ယောက်တေချာပေါက်ဖြစ်သွားပြီနှမျောစရာကောင်းတယ်ဟုတ်လားဒကာကြီးဒီမိုင်းမြတ်ဒါကြောင့်အနှစ်မရှိတဲ့စကားသံတွေဟာအနှစ်မရှိတဲ့ဘဝကြီးဖြစ်အောင်ဖန်တီးနေတာဗျနော်ဒါဦးဇင်းတို့ပေးသက်ကြီးဉာဏ်ကြီးပါတယ်ချက်ထွင်ပြီးတော့စဉ်းစားကြည့်ပါဒီစကားသံတွေနောက်မှာမိမျောပြီးတော့ပါသွားပြီးတော့ကိုအဲ့ဒီထဲမှာစိတ်အရင်းကြီးတွေဘလောက်စိုက်ပြီးတော့ကိုယ့်ရဲ့ဘဝကြီးဘလောက်မြုပ်နှံထားသလဲဆိုတာစဉ်းစားမကြည့်သင့်ဘူးလားစဉ်းစားကြည့်သင့်နေအနှစ်မရှိတဲ့စကားသံတွေနောက်လိုက်ပြီးတော့အနှစ်မရှိတဲ့အတွေးတွေအနှစ်မရှိတဲ့အပြောတွေနဲ့ကိုယ့်ဘဝကြီးကုန်ခဲ့တဲ့ကာလပေါင်းများစွာရှိခဲ့ပါပြီသေချာလားဒကမာကြီးများသေချာတယ်ဗျဟုတ်လားအေးဒါကြောင့်အနှစ်မရှိတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးတုံ့ပြန်ရမယ့်နည်းကတော့နားမထောင်ဖြစ်အောင်ကြိုးစားတာဟာအကောင်းဆုံးပဲအနှစ်ရှိတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ကြိုးကြိုးစားစားရှာဖွေပြီးတော့နားထောင်တဲ့ဘာဖြစ်လို့လဲဆိုတော့အကျိုးကြီးလွန်လို့ပိဋကဘာဖြစ်လို့လဲအကျိုးကြီးလွန်လို့ဗျအဲ့တော့ဦးဇင်းတို့အနှစ်ရှိတဲ့စကားတွေဆိုတာဘာတွေလဲလို့မေးရင်လူရင်တဲ့ပြောမယ်ဗျာမြတ်စွာဘုရားရဲ့စကားသံတွေဟာအနှစ်အရှိဆုံးစကားတွေပေါ့လောကီလိုတွေးမလားလောကုတ္တရာလိုပဲပြောမလားပြစ္ဆုတ်ပံပဲကြည်မလားအနာဂတ်ပဲကြည်မလားကိုယ့်အတွက်ကြည်မလားသူ့အတွက်ကြည်မလားဘယ်ဘက်ကကြည်ဘုရားရဲ့စကားသံတွေလောက်အနှစ်ရှိတဲ့စကားသံတခြားဘယ်မှာမှမရှိဒါကြောင့်စကားတကစကားထဲမှာငါဘုရားရဲ့စကားဟာအမျက်ဆုံးလို့မြတ်စွာဘုရားကအတိအကျကျိန်ဝါခဲ့တာဟုတ်လားဒါကြောင့်နားထောင်ခြင်းလို့နားထောင်မပဆိုလို့ရှိရင်ဘုရားစကားသည်သာလျှင်နားထောင်ဖို့အကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့မိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကိုပြည့်စည်စေနိုင်တယ်ပြစ္ဆုတ်ပံတန်တရားနှစ်ဖြာသောအကျိုးတရားတွေကိုပြည့်စည်စေနိုင်တယ်လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးတရားတွေကိုပြည့်စည်စေနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့စကားသံတွေသည်သာလျှင်အကောင်းဆုံးသောစကားတွေပိဋကသုံးပုံနိကေ9ရက်တကယ့်ကိုအခွင့်ထူးအခါထူးကြီးအနေနဲ့ပေးသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေ
တွေ့ကြုံနေကြရတယ်ကြုံနေတဲ့အခိုက်ကလေးမှာကြိုက်လိုက်ဖို့အရေးကြီးတယ်ဟုတ်လားဒါကြောင့်တရားအသံတွေစကားအသံတွေစလုံးတွေရဲ့အသွင်သဏ္ဍာန်နဲ့၎င်းအသံတွေရဲ့အသွင်သဏ္ဍာန်နဲ့၎င်းနားတဲ့မျက်စိတွေကိုရောက်နေတာတွေမရှိဘူးလားအေးအဲ့ဒါတွေကိုအမိဖမ်းမိဖို့အရေးကြီးတယ်နော်အေးဒါကြောင့်မြတ်စွာဘုရားရဲ့စကားအသံတွေဟာသိပ်ပြီးတော့ကောင်းတာပဲလို့ပေသက်ပေါင်းသူတော်ကောင်းတို့နားလည်ဖို့လိုတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ရဲ့တရားဏိဒန်းမှာပြောခဲ့တယ်လေအနှစ်မရှိတဲ့စကားတွေဆိုရင်ရာထောင်ချီပြီးတော့ပြောနေတော့လည်းပဲမမြတ်ပါဘူးပြောတဲ့သူမှလည်းမမြတ်ဘူးနားထောင်ရတဲ့လူမှလည်းဘာအမြတ်မှမရှိဘူးဘာမြင့်မြတ်မှုမှမရှိဘူးယုံညံ့မှုတွေအရှုံးတွေပဲရှိပြောလည်းပဲဟန်မရဘူးနားထောင်လည်းဟန်မရဘူးကြားလဲရရင်နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့လောဘဒေါသတွေငြိမ်းသွားစေတဲ့စကားမျိုးဆိုရင်တော့တခွန်းနဲ့ပင်ဖြစ်စေကမူပြောရတဲ့သူမှလည်းပဲမြင့်မြတ်တယ်နားထောင်ရတဲ့လူမှလည်းမြင့်မြတ်တယ်မကောင်းဘူးလားဒါကြောင့်ဘယ်လိုစကားမျိုးကိုပြောမှလဲဘယ်လိုစကားမျိုးကိုနားထောင်မှလဲလို့တရားတစ်ပုဒ်လုံးကိုအနှစ်ချုပ်မယ်ဆိုလို့ရှိရင်တော့အလိုဆန္ဒတွေကိုငြိမ်းသွားစေတဲ့စကားမျိုးမကျေနပ်မှုတွေကိုငြိမ်းသွားစေတဲ့စကားမျိုးပြောနိုင်ဖို့ကြိုးစားရမယ်နားထောင်နိုင်ဖို့ကြိုးစားရမယ်ပြောတဲ့ပုဂ္ဂိုလ်အတွက်လည်းပဲသိအကျိုးကြီးပါတယ်အစွမ်းတတ္တိထက်လွန်းလို့နားထောင်တဲ့ပုဂ္ဂိုလ်မှလည်းပဲသိပြီးတော့အကျိုးကြီးပါတယ်အစွမ်းတတ္တိတွေထက်လွန်းလို့ဟုတ်ရဲ့လားဟိုဦးဇင်းတို့ပုံမြင်လေးတစ်ပုဒ်နဲ့အဆုံးသတ်ခြင်းတယ်ဦးဇင်းတို့မြတ်စွာဘုရားရဲ့စကားတော်တွေအလုံးကိုချုပ်လိုက်လို့ရှိရင်သိကောင်းတာပဲဆိုတာပိဿတ်တို့သိတယ်နော်အေးဓမ္မစကြာပါဠိတော်မှာပါတယ်ဗျာစကားလေးတစ်ခွန်းစကားဟာကောင်းပြီဆိုလို့ရှိရင်များမလိုဘူးဗျာနည်းနည်းလေးနဲ့ဟိုအဖျားရေဆက်အနက်ပင်လေတဲ့ဒီစကားလေးကြားဘူးလားအဖျားရေဆက်ပြောလိုက်တဲ့စကားကအဖျားမှာရှိတဲ့ရေဆက်ကလေးလောက်နည်းနည်းလေးဒါပေမဲ့အကျယ်ချဲ့လိုက်လို့ရှိရင်အနက်ဝိတ်ထားတာချဲ့မယ်ဆိုရင်ဗာလေပင်လေကြီးလောက်ရှိတချို့စကားတွေကအဲ့ဒါလိုမျိုးအဖျားရေဆက်အနက်ပင်လေတဲ့ပိဿတို့ရွရွနေတဲ့ဓမ္မစကြာပါဠိတော်တွေကစကားလုံးလေးတစ်လုံးပြောပြခြင်းယံကိဉ္စီသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မန္တိယံကိဉ္စီသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မန္တိဖြစ်ပေါ်လာသမျှတရားအလုံးတို့သည်ချုပ်ပြောက်ခြင်းသာလျှင်အဆုံးရှိကုန်၏ဖြစ်ပေါ်တိုင်းသောတရားတွေဟာပျက်စီးသွားတာကြီးပဲတဲ့ဒီစကားလေးမများဘူးနော်မများပေမဲ့လို့ပိဿတို့ဘဝတစ်လျှောက်လုံးချဲ့ထွင်ပြီးတော့စဉ်းစားကြည့်ပါချဲ့ရင်ချဲ့သလောက်ကျေပါတယ်ဟုတ်လားပြောတတ်လို့ရှိရင်အဓိပ္ပာယ်အကျယ်ကြီးကိုကျဉ်းလေးနဲ့ပြောလို့ရတယ်ဟိုတစ်ခါတုန်းကဘုရင်ကြီးကတဲ့သူ့ရဲ့ပညာရှိပရောဟိတ်အမတ်ကြီးတွေကိုအမတ်မင်းတို့ဟောဒီကဘာကြီးမှာဖြစ်ပေါ်ခဲ့တဲ့သမိုင်းတွေကိုအစအဆုံးစုံနိုင်သမျှစုံအောင်ကျမ်းဂန်တွေပြုစုခဲ့ရမယ်ငါလေ့လာခြင်းလွန်းလို့အဲ့ဒီမှာအမတ်ကြီးတွေကဉာဏ်ရှိတော့ဟိုးဘီရှိဘလောက်ကခေဆက်ဆက်ကသမိုင်းတွေကိုအများကြီးပြုစုလိုက်တော့စာအုပ်ကြီးတွေအဲ့ဒီခေတ်ကဟိုသေပြားပေါ်မှာရေးတာဆိုတော့စာအုပ်တုပ်ကိုအထူးကြီးပေါ့နော်အဲ့ဒါတွေကိုကလအုပ်တွေနဲ့တင်းလာဘုရင်ကြီးကလေသာပရင်းကိုဖွင့်ကြည့်တယ်ဟာဘာတွေတော့ခေတ်အဆက်ဆက်ကဖြစ်ပျက်ခဲ့တဲ့သမိုင်းတွေပါဟာများလာကြည်လားဒါတွေဖတ်ရင်းနဲ့ငါသေးသွားမယ်ဒီသမိုင်းတွေကဖတ်လို့ပြီးမှမဟုတ်ဘူးတဲ့အဲ့ဒါနဲ့ပြင်းပြီးတော့အကျဉ်းကလေးနည်းနည်းရေးခဲ့ပါဦးထပ်ပြီးတော့ရေးလာပြန်တယ်ဟာတထုပ်ကြီးဖြစ်နေပြန်တယ်ဒါလည်းများတယ်ဆိုတော့နောက်တော့အင်မတန်ပညာကြီးတဲ့အမတ်ကြီးတယောက်ကတခေတ်မှသေးကလေးဂရိဘာဇာလေးတွေထည့်ပြီးတော့တေးစာလေးသေးကလေးဂရိဘာဇာလေးတွေထည့်ပြီးတော့ယူလာတာရွှေအုပ်ကလေးတွေထည့်ပြီးတော့ရှင်မင်းတရားခေတ်အဆက်ဖြစ်ပေါ်ခဲ့တဲ့သမိုင်းအားလုံးကိုအကျဉ်းချုပ်ထားတာတထိုင်နဲ့သိရစေဘင်းကြီးကသိစိတ်ဝင်စားတယ်ဟုတ်တယ်ငါအချိန်မရဘူးစက္ကန့်ပိုင်းအတွင်းလေ့လာလိုက်ရရင်ပိုကောင်းတာပေါ့အဲ့ဒါနဲ့အဲ့ဒီဂရိဘာဇာလေးထဲမှာရှိတာလေးကိုတိတိချာချာလေးတယူတရထုတ်ပြီးတော့ကြည်တယ်သေပြားလေးပေါ်မှာရေးထားလူသားအလုံးတို့သည်မွေးဖွားလာကြသည်ထို့နောက်အသက်ရှင်နေထိုင်ကြ၍မကြာခင်မှာပဲသေဆုံးသွားကြသည်တဲ့ပြီးသွားပြီပိဿရေ
တူလိုက်တဲ့သမိုင်းဟင်ကောင်းဘူးလားအဲ့ဒီသမိုင်းမကောင်းဘူးလားလူသားအလုံးမွေးဖွားလာကြတယ်ခိတ္တခဏတည်နေကြတယ်ပြီးတော့အလုံးသေဆုံးသွားကြတယ်တဲ့ကဲအနှစ်ချုပ်ရင်ချုပ်တတ်တဲ့လောက်အဓိပ္ပာယ်ရှိတယ်ခုမြတ်စွာဘုရားပြောလိုက်တယ်နော်တရားအလုံးကိုခြုံမိအောင်ပြောလိုက်တယ်ဖြစ်ပေါ်လာသမျှတရားအလုံးတို့သည်ပျက်စီးသွားကြတယ်တဲ့ကြားရတဲ့လူအတွက်လည်းပဲစဉ်းစားလိုက်တိုင်းအေးသွားတာပဲအရှိန်နဲ့တက်နေတဲ့လောဘတွေတန့်သွားတယ်ကြီးနေတဲ့လောဘတွေသေးသွားတယ်မယုံရင်စဉ်းစားကြည့်ပြီးသွားမှာပဲဒီစကားလေးဒါလေးလည်းပဲဦးဇင်းတို့ပုံမြင်ထဲမှာကြားဥပါတယ်ဗျာဘုရင်ကြီးကတဲ့အဲ့ဒါလိုအမတ်တွေကိုပဲပြောတယ်ငါစဉ်းစားဆင်ခြင်ဖို့အတွက်သိကောင်းတဲ့အဆုံးအမလေးတွေသိမရှိစီနဲ့ကွာရေးခဲ့စမ်းပါအဲ့ဒီမှာအမတ်ကြီးတွေကပညာရှိတော့အမျိုးမျိုးရေးပြီးတော့ဘုရင်ကြီးကိုဆက်တာတယ်ဟင်မင်းတို့ဟာတွေကလည်းပဲဖတ်ရဖို့အတွက်များလိုက်တာနောက်တော့သမီးတော်လေးကလက်စွပ်လေးတကွန်းဆက်တာတယ်တဲ့ဘုရင်ကြီးကိုအဲ့ဒီလက်စွပ်လေးမှာမများဘူးစကလုံးမှာ၄လုံးနဲ့ရေးထားတယ်အဲ့ဒါဘာလဲဆိုတော့ပြီးသွားမှာပါတဲ့ရေးထားတဲ့စကလုံး၄လုံးကဘာတဲ့တော့ပြီးသွားမှာပါတဲ့အဲ့ဒါကိုဘုရင်ကြီးကကြည့်ပြီးတော့သဘောကျလိုက်တာအနှစ်ရှိလိုက်တဲ့စကားတရားဓမ္မတို့စဉ်းစားနော်အစဉ်ပြေးနေတဲ့ပုံကိုယ်တွေလည်းပဲမာနနဲ့မရစ်မှုအောင်အဲ့ဒီစကလုံးလေး၄လုံးကိုဖတ်ကြည့်စမ်းပါစဉ်းစားကြည့်စမ်းပါမင်းအစဉ်ပြေးနေလို့လည်းပဲရစ်မှုမနေနဲ့အဲ့ဓာတွေကလည်းပြီးသွားမှာပါဟုတ်လားအစဉ်မပြေလို့လည်းပဲသိစိတ်ဓာတ်မကြပါနဲ့ဖတ်ကြည့်စမ်းပါဗာလဲပြီးသွားမှာပါဘယ်လိုလူမျိုးအတွက်ဖြစ်အင်မတန်ထိမ့်သိမ့်နိုင်တဲ့စကလုံးလေးတွေဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့အိမ်ခပန်းတွေမှာစာရွက်တွေမှာရေးပြီးတော့တောင်မှဝေစီခြင်းသေးတယ်နော်မများဘူးစကလုံးလေးဘယ်လောက်တုန်း၄လုံးပြီးသွားမှာပါကောင်းတာပဲဖြစ်ဆိုးတာပဲဖြစ်အရှင်ပြေတာပဲဖြစ်အရှင်မပြေတာပဲဖြစ်မပြီးအောင်ဘလို့မှထိန်းထားလို့မရပါဘူးအားလုံးတို့သည်ပြီးသွားမှာပါခုတရားကလည်းထိုင်ရတာညောင်းလိုက်တာလို့စိတ်မပြတ်ပါနဲ့မဖြစ်သွားမှာတော့ပြီးသွားမှာပါပြီးတော့မှတဏှာကြီးတောင်ခွဲပြီးသွားပြီဗျဒကာကြီးတို့မိုင်းများအဲ့ဒီတော့စကားတွေဟာစွမ်းအားရှိတယ်ကြားလိုက်ရရင်မများပေမဲ့လို့စိတ်ထဲမှာအေးသွားစေတဲ့စကားတွေမရှိဘူးလားရှိတယ်အထူးသဖြင့်တော့မြတ်စွာဘုရားရဲ့စကားသံတွေတရားသံတွေဟာကြားလိုက်ရရင်အေးချမ်းစေတဲ့အတွက်ကြောင့်တခွန်းနဲ့ပင်ဖြစ်စေကမူဗါတဲ့လေမြတ်တယ်တဲ့ဟုတ်လားအေးဒါကြောင့်ဘယ်လိုစကားကိုဘယ်လိုပြောကြမှာလဲဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမှာလဲဆိုတဲ့မေခွန်းနှစ်ခွန်းကိုဦးဇင်းတို့အချင်းချုပ်ဖြေတဲ့သဘောနဲ့တဏှာကြီးခွဲလောက်အချိန်ယူပြီးတော့ပြောလိုက်ပါတယ်နော်ဦးဇင်းတို့ရဲ့တရားလေးကိုပြန်ပြီးတော့ချုပ်မယ်နော်စကားတွေကိုဘယ်လိုပြောမှလဲဆိုလို့ရှိရင်အကျိုးရှိပြီးတော့မှန်ကန်တဲ့စကားကိုအချိန်ခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတရားမယ်ဘယ်လိုနားထောင်မှလဲဆိုတော့ကိုယ့်ရဲ့အပြစ်တွေမကောင်းတာတွေကိုပြောလာမယ်ဆိုရင်ဟုတ်ရင်တော့ပြင်လိုက်ပါမဟုတ်ရင်တော့တီးခံလိုက်ပါကိုကောင်းတာတွေပြောပြီးဆိုရင်တော့မဟုတ်ရင်တော့မဟုတ်ကြောင်းရှင်းပြပါဟုတ်ရင်လည်းရစ်မှုမနေပါနဲ့ဟုတ်လားလောကကြီးမှာဖြစ်ပေါ်နေတဲ့စကားပေါင်းများစွာတွေကအနှစ်မရှိတဲ့စကားတွေဆိုရင်နားမထောင်ဖြစ်အောင်ကြိုးစားပါအနှစ်ရှိတဲ့စကားဆိုရင်တော့တတ်နိုင်သမျှလေ့လာစုဆောင်းပြီးတော့နားထောင်နိုင်အောင်ကြိုးစားပါအဲ့ဒါဘယ်လိုနားထောင်မှလဲဆိုတဲ့မိကွန်းရဲ့အဖြေဟုတ်လားဒါကြောင့်ဦးဇင်းတို့စကားတွေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ပြောစရာတွေကမကုန်ပါဘူးဟုတ်လားဒါပေမဲ့လို့ဒီကနေ့တော့ဦးဇင်းတို့စကားတို့ဤအစွမ်းလို့တရားကောင်းစီတတ်ထားတဲ့စကားတရားကိုဘယ်လိုပြောမလဲဘယ်လိုနားထောင်ကြမလဲဆိုတဲ့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ပိဋကတ်တို့ကိုဦးဇင်းတို့ပြောလိုက်ပါတယ်ဟုတ်လားဒါကြောင့်မိမိသူတစ်ပါးနှစ်ဦးသားအကျိုးရှိအောင်ပြောလဲပြောနိုင်ကြပါစေနားလဲထောင်တတ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့ဦးဇင်းတို့ရဲ့တရားပွဲဓမ္မစပင်ကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်
ဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့စားတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝသည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနာမျက်နှာကောင်းနာအပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုစုတော်တာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတီဇော ानु ဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမေလီတံဖူလီတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကူတီဇော ानु ဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမဂ္ဂတံ၄ယောက်ဖလတံ၄ယောက်ဆိုသောရှေးရောက်သောရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတီဇော ानु ဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း